လာရင်ရေးယူမယ်ဆိုဖြစ်လာမှာပေါ့တိန်တယောက်တော့လာကြမှာပါဗျာကဲစာရွက်ပေးစမ်းတကြီးကတော့စာရွက်ပေးဖောင်တင်လည်းပေးစမ်းသူကဖောင်တင်လည်းပေးတော့စာရွက်လည်းပေးတော့ကြီးကအမိန့်ထုတ်တယ်ရွာလက်ကောင်ရေကန်ကြီး10ရန်အတွက်တိန်တယောက်မပြစ်မကွက်လာရမည်မလာလျင်သေးကြ10ကောင်းတွေဟာခမရသာသမီဆိုတာမိဘတဲ့ပူတော်ရမယ်အဲ့ဒီစိတ်နဲ့နေဝမြင့်ကြိုးစားကြကုတ်ကြခဲကြိုးစားခဲ့ရပါတယ်အဲ့လိုကြိုးစားတတ်တော့၄ရန်3ခါကြာတယ်ကြောင်းကြီးကစာလှမ်းပို့တယ်နေဝမြင့်မင်းကြောင်းထွက်မလားငါပင်စင်ယူရမလားဆရာကြီးသနာရနဲ့ကိုယ်ပဲထွက်လာတာပါပညာကတော့အဲ့လိုကြီးတယ်ဖြစ်ရင်ပစိုးရှာလေးမရှိဘူးအဖေတော်တစ်ထဲရှိတာအဲ့တစ်ထဲက3ပေါက်လောက်ပေါက်နေလှဲ့လို့မရဘူးနောက်ဆုံးတော့ကာမစကားဒီတိုင်းနေရတာပစိုးနာမယ်ကကာမစကားပစိုးလှဲ့လို့မရတော့ကျွန်တော်လူမျိုးကနှုတ်ဆက်တဲ့အခါဒီလိုနှုတ်ဆက်ပါတယ်မကောင်းမှုကိုပယ်ရှားနိုင်ကြပါစေကောင်းမှုကိုဆောင်ကျဉ်နိုင်ပါစေတယောက်နဲ့တယောက်ဒီလိုနှုတ်ဆက်ကြတာနှုတ်ဆက်တာတတ်ပါပဲမကောင်းမှုလည်းမပယ်ရှားနိုင်ကြပါဘူးကောင်းမှုလည်းဆောင်ကျဉ်တာနည်းပါတယ်အဲ့ဒါကိုများအောင်ကျွန်တော်ကြိုးစားရမယ်ဘာနဲ့ကြိုးစားရမလဲဆိုရင်ပညာနဲ့မေတ္တာအရေးကြီးပါတယ်ဒီကနေ့တော့ပညာနဲ့မေတ္တာအကြောင်းလေးပဲဟောပါမယ်ကျွန်တော်လည်း2ခါလား3ခါလားရှိပြီဆိုတော့ဆရာတန်းကိုလည်းမေးကြည့်တယ်ဆရာဘယ်နှခါရှိပြီလဲဆိုတော့ဆရာ2ခါ3ခါရှိပြီတဲ့အဲ့တော့ဘာတွေဟောပြီးလို့ဘာတွေမဟောသေးမသိဘူးကျွန်တော်တို့ကလည်းအခုစာရေးဆရာဆိုမှစာရေးစားတာနည်းသွားပြီဟောစားတာများနေပြီဆရာလူလည်းကြတော့ဘိသိက်ဆရာနဲ့လူးလာပြီတချို့ကလည်းကျွန်တော်တို့သိမကြိုက်ဘူးမင်းတို့လည်းစာမရေးဘူးဟောနေတာပဲဟောတာပိုကြိုက်ပါတယ်စာရေးတာသိမကြိုက်ဘူးဘိသိက်ဆရာနဲ့လူလည်းဆိုလည်းမတတ်နိုင်မျက်နှာပြောင်ထားတော့တာပဲအခုဒီလိုပါပဲမျက်နှာပြောင်ထားတဲ့ခေတ်ကိုရောက်လာပြီလေအဲ့တော့မျက်နှာပြောင်ထားလိုက်ရင်အဆင်ပြေတာများလို့ဘသူဝေဖန်ဒီလိုနေလိုက်တာပါပဲတချို့ကလည်းပြောက်တော့ဆရာပါကွာတဲ့ဘိသိက်ဆရာမဟုတ်ပါဘူးတဲ့မိုက်ခရိုဖုန်းလေးပေါ်ရောက်သွားရင်ပြောက်တော့ရှောက်ပြောတော့တာပဲတဲ့ဟုတ်တာပဲအဲ့ဒါလည်းပြောက်တော့ဆရာဆိုလဲနာဆရာမရှိပါဘူးတချို့ကလည်းပြစ်တော့ဆရာတွေပါတဲ့ပြည်သမျှအိတ်ထဲသွတ်သက်ပြီးထမ်းထုတ်ပြန်သွားတာပဲအဲ့ဒါလည်းဟုတ်တာပါပဲသို့တော့ဒီကနေ့တော့မေတ္တာအကြောင်းလေးပြောပါမယ်ပညာအကြောင်းပြောပါမယ်ကျွန်တော်တို့မေတ္တာရှိတဲ့လူမျိုးပညာရှိတဲ့လူမျိုးပါပဲသို့တော်လည်းပဲအကြောင်းအားလျော်စွာခေတ်ကတိတ်ကိုမြန်လာတဲ့အခါဒေဝသောဘာဖြစ်လာတဲ့အခါကျတော့ပြင်းနှွှိုင်းနဲ့ကြကြံရခဲ့တာတွေများတယ်အရင်တော့လူဖွဲ့စည်းကကျွန်တော်တို့လူဖွဲ့စည်းကနှင်းလူဖွဲ့စည်းအဖေတယောက်လှုပ်ရှားရှိရင်တအိမ်လုံးစားတာပဲဒါဒီထဲမှာလူငယ်တွေများတော့သိကြမှသိမယ်ဒီထဲမှာကျွန်တော်အရွယ်ပါတဲ့ပုံကိုယ်လေးသိတယ်အမေကလည်းထွက်ပြီးအလုပ်လုပ်ဆရာမရှိဘူးသားသမီးတွေကလည်းလုပ်ဆရာမရှိဘူးကြောင်းတက်ရင်ကြောင်းတက်ပေါ့ဆင်းရတော့လည်းစိတ်ကြောင်းနွားကြောင်းပေါ့ဒါတော့ပါပဲအမေကထမင်းတို့အိုးတည်ထားရင်မြေအိုးကြီးနဲ့တည်ထားလိုက်ရင်ဘယ်ချင်းပြန်ထမင်းကရှိတယ်အဲ့ထမင်းကြမ်းလေးနဲ့ဟင်းမရှိတဲ့ပြဿနာမရှိဘူးထညက်နှလုံးရှိရင်โอเคဘဝမှာအေးချမ်းကျွန်တော်လူမျိုးကနေခဲ့တဲ့လူမျိုးပါဒါပေမဲ့အေးချမ်းနေလို့မရဘူးဟိုဘက်250ကကျွန်တော်တို့အသက်အရွယ်250ဟိုဘက်က slow moving society နှီးတယ်ဒီဘက်250ကမြန်လာတယ်မြန်လာတော့ကျွန်တော်တို့လည်းဒီရောသောဝလိုက်ရတာပဲလူငယ်တွေကတော့သိပြဿနာမရှိဘူးသူတို့မွေးဖွားကြတဲ့ကမြန်နှုံးမြင့်တဲ့ဖြစ်နေကြုံတော့သူတို့ပြဿနာသိမရှိဘူးဒီလူငယ်တွေဆိုရင်ဒါမြန်နှုံးမြင့်တဲ့ဖြစ်နေ electronic နဲ့ပိုက်ပြီးမွေးလာတဲ့ဖြစ်နေတဲ့မွေးတာကျွန်တော်တို့ကဒီသက်ရွယ်ရောက်ပြီးဒီဘက်250ကိုပြေးလွှားပြီးလိုက်ရတော့ကျွန်တော်တို့ကြကြံရခဲ့တာတွေအများကြီးပဲပြန်မကောက်နိုင်ဘူး very speedy သိမြန်တယ်မြန်တော့ကြကြံတဲ့အထက်မှာတခြားကြကြံတာသိပြဿနာမရှိဘူးယဉ်ကျေးမှုကြကြံရခဲ့တယ်
စာပေအမှုပညာကြကြံရခဲ့တယ်အပြောဆိုအသုံးအနှုံးတွေကြကြံရခဲ့တယ်ဒါကြောင့်ကျွန်တော်တို့ကကြကြံရခဲ့တာတွေကတကယ်အရေးကြီးတာတွေဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကစကားကိုလိုသလောက်ပဲပြောလို့ရတယ်နားလည်ရင်ပြီးရောလို့ပြောလို့ရတယ်အင်္ဂလိပ်ဆောင်းပါးတစ်ပုဒ်ကျွန်တော်ဖတ်ရတယ် what စကားလုံးတွေလူတွေကစကားလုံးတွေနဲ့ဆက်ဆံပါတယ်တရိစ္ဆာန်တွေကြ image တရိစ္ဆာန်တွေကြနမိတ်ပုံနဲ့အမှုအရာနဲ့ဆက်ဆံတယ်ခွေးချင်းချင်းတွေ့ရင်တဲ့သွားဖြဲပြတယ်ဒါနှုတ်ဆက်တာပဲခွေးချင်းချင်းတွေ့ရင်အမီးနှံ့ပြတယ်ဒါတော့ပဲမကျင်လိုက်ရင်တအားဟောင်းမယ်တအားထိုးလိုက်မထိုးကြိုက်မယ်ဒါတော့ပဲဘာလို့သူတို့ image သူတို့မကျင်တတ်ဘူးဆိုတာအမူအရာနဲ့ပဲသူဆက်ဆံတယ်လူကတော့မဟုတ်စကားလုံးရှိတဲ့အတွက်စကားလုံးနဲ့ဆက်ဆံပါတယ်နေကောင်းလားကျမ်းမာရဲ့လားမတွေ့တာကြာပြီလေဘယ်ရောက်နေတော့လူကစကားလုံးနဲ့ဆက်ဆံတယ်သို့သောလူတွေကတဲ့တဖြည်းဖြည်းတိရစ္ဆာန်ဘက်ကိုရောက်သွားတယ်စကားသိမပြောချင်တော့ဘူးတဲ့တွေ့တာနဲ့မေးလေးထိုးပြဘယ်နဲ့တော့ဟိုဘက်ကလည်းခေါင်းလေးညှိဖြတ်စကားလုံးတွေရှိရတာနဲ့သိမပြောတော့ပြောတဲ့စကားလုံးကလည်းဟိုတုန်းကလို့မဟုတ်တော့ဆရာကြီးဥဒုခနဲ့ကြဗျာဆရာကြီးဥအမောင်နဲ့တွေ့တယ်ပုံမှန်လေးတောင်သမားမှာတွေ့တော့ကျွန်တော်အနားရှိလူကြီးနှစ်ယောက်စကားပြောတာကျွန်တော်နားထောင်ကြည့်ဥအမောင်ကမုံရကိုဆရာကြီးဥဒုခကိုဖိတ်ဒီပွဲပြီးရင်ဆရာကြီးရေမုံရလိုက်ခဲ့ပါကျွန်တော်ရန်ကုန်လည်းပြန်ပြီးတက်တောင့်တက်တာဖြစ်အောင်ပို့ပါမယ်အမှန်တော့ဒါပြောချင်တာပဲဆရာကြီးဥဒုခလည်းကျွန်တော်လည်းအလုပ်တွေများလို့ဗျာဥအမောင်ရေလိုက်တော့လိုက်ချင်ပါရဲ့မလိုက်အားသေးပါဘူးဒါလေးပဲဒါပေမဲ့လူကြီးနှစ်ယောက်ပြောတာအဲ့တော့မကဘူးကျွန်တော်နားထောင်ဥအမောင်ကပြောတယ်ဆရာကြီးခင်ဗျာဆရာကြီးများကျမ်းမာလို့ကျမ်းခံသားတယ်ဆိုရင်ဖြင့်လေဒီဆရာတော်ဘုရားကြီးရဲ့အေးရိပ်ဖြစ်တယ်ကျွန်တော်တို့ရဲ့သံဃာဝတီမုံရွာမြို့ကိုဖြင့်ဆရာကြီးတစ်ခေါက်တစ်ခါအလေပတ်များကြွရောက်စေချင်ပါခင်ဗျာဆရာကြီးများကြွရတယ်ဆိုရင်ဖြင့်မုံရွာမြို့သူမြို့သားများကအင်မတန်ဝင်းမြောက်ဝန်းသာရှိမှာပါခင်ဗျာဆရာကြီးဒုက္ခမျက်လုံးလေးမှိတ်ထားကျေးဇူးများကြီးပါရဲ့ဥအမောင်ကြီးသို့သောလည်းပဲကျွန်တော်မှလည်းပဲကိစ္စမြောင်းမြောင်းလူတို့ပေါင်းဆိုတဲ့ကဲ့သို့အလုပ်တွေကလည်းနောက်မှတန်းစီပြီးတော့လူတောင်မှကျွန်တော်မအားလုံးလို့ထုံးတုပ်ထားပါတယ်နောက်များမှကျွန်တော်လိုက်ခဲ့ပါရစေခင်ဗျာဟိုလည်းဥအမောင်ပြန်ပြောတယ်အိုးဆရာကြီးများအခုလိုက်ရင်တော့အခန့်ကလည်းသင့်ပါပြီချင်းကျွန်တော်လည်းဝန်တာမြို့ကလည်းဝန်တာဆရာကြီးရဲ့ဆရာတော်ဘုရားကြီးအေးရိပ်ကိုတော့ဖြစ်ကြွရောက်ရသော်ဘုရားများလည်းဖူးရင်တော့ဖြစ်အင်မတန်ကောင်းမှာပါပဲခင်ဗျာမဖြစ်နိုင်ပေဘူးခင်ဗျာတဲ့ဒုက္ခအောင်မလေးမုံရလိုက်ခဲ့ဗျာမအားပါဘူးဗျာဆိုပြီးတဲ့ကိစ္စနှလုံးထဲနဲ့ပြောနေတာအကြာကြီးကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့လူငယ်တွေကသိအဲ့ဆုံးကဘယ်နဲ့ပါလဲဘယ်ဟုတ်မလဲဒီလိုပြောကြတာကျွန်တော်လူမျိုးကအေးချမ်းချမ်းလေးပြောတာရင်ရင်ကြီးကြီးလေးပြောတာအခုမဟုတ်တော့ဘူးအဲ့လိုပြောတာရည်စရာဖြစ်သွားလူချင်းမရောက်တော့အခုနားလေရုံပဲ communicate လုပ်တယ်တယောက်နဲ့တယောက် communicate လုပ်တယ်ဆိုရင်နားလေရုံပဲဒါကြောင့်ကျွန်တော်တို့ကစုပ်ယုံသွားသလားတိုးတက်လာသလားပြောရင်ကျွန်တော်တို့တရောသောဘာပြည့်နဲ့ကြကြံတဲ့အထက်မှာယဉ်ကျေးမှုတွေလည်းပါတယ်လို့ပြောပါတယ်ဒါကိုကျွန်တော်တို့ဥစွာပြောပါတယ်ကျွန်တော်တို့တောသားတွေပါအပါတယ်အင်မတန်ကျွန်တော်ရွာလေးကဟိုမုံချောင်းတဲ့ပုပ်ပတောင်ကြားကရွာကလေးအင်မတန်အေးချမ်းပါတယ်သို့တော်လည်းတရွာလုံးဆင်းရဲတယ်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျွန်တော်တို့10နှစ်သားလောက်ကိုနောက်ပြန်ဆုပ်အမေတို့လည်းဆင်းရဲတယ်ရွာကလည်းဆင်းရဲတယ်ကျွန်တော်တို့လည်းဆင်းရဲတယ်အသိပညာကလည်းနှုံနေတယ်အသိပညာနှုံနေတော့တွေးခေါ်နှုံနေတယ်တွေးခေါ်နှုံနေတော့မသိချင်းတွေများတယ်တနည်းအားဖြင့်အဝိဇ္ဇာလူအဖွဲ့စီကလေးဖြစ်တယ်ဘာမှမသိဘူးသို့တော်လူတွေမှာဘာတော့ရှိတယ်လဲမေတ္တာဓာတ်ကလေးရှိတယ်ပညာနည်းတော်လည်းပဲမေတ္တာနဲ့နေရမယ်ဆိုတဲ့စိတ်ကလေးနဲ့ကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျွန်တော်10နှစ်သားလောက်ထိအဲ့လိုနေကြကြရွာကလည်းအားတယ်ဘာနဲ့တူလဲဆိုတော့ဟိုတော့တကြီးကအားတော့
အမိန့်ထုတ်တယ်စိန်ကောင်းတွေခေါ်ပြီးပြောတယ်တို့ရွာလေကောင်ကရေကန်ကြီး10ရောက်အောင်ကွာငါရွာသူရွာသားတွေမလာမှလဲစိုးတယ်ဆိုတော့အမိန့်ထုတ်လိုက်ပေါ့တကြီးရဲ့မလာရင်ရေးယူမယ်ဆိုဖြစ်လာမှာပေါ့တိန်တယောက်တော့လာကြမှာပါဗျာကဲစာရွက်ပေးစမ်းတကြီးကတော့စာရွက်ပေးဖောင်တင်လည်းပေးစမ်းသူကဖောင်တင်လည်းပေးတော့စာရွက်လည်းပေးတော့ကြီးကအမိန့်ထုတ်တယ်ရွာလေကောင်ရေကန်ကြီး10ရန်အတွက်တိန်တယောက်မပြစ်မကွက်လာရမည်မလာလျင်သေးကြစိန်ကောင်းတွေဟာခမရဒီကန်ဆယ်ရာမလာရင်သေးတံကြတော့လေများလုံးတော့ခမရဘယ်လိုလုပ်တတ်မလဲလူတွေကလာမလာတဲ့လူကများမှာမလာမှဆိုလို့ငါအဲ့လိုရေးတာနည်းနည်းလျှော့လိုက်ပါဦးခမရမလာရင်သေးတံကတော့များတယ်ပြည်စံစာရွက်တွေတကြီးကထပ်ရေးတယ်အမိတ်ရွာလေကောင်ရေကန်ကြီး10ရန်တဲ့အိမ်တယောက်မလာမနေရလာရမည်မလာလျင်သေးကြသေးကြဆိုတော့လည်းမကြောက်နဲ့ခမရသေးကြဆိုတော့လည်းမကြောက်နဲ့ဆိုဘယ်သူလာမှာတော့နည်းနည်းတော့ပြန်တင်လိုက်အောင်လေခမရမကြောက်နဲ့ဆိုမှတော့ဘယ်လာတော့မလို့ဟုတ်လားပြည်စံစာရွက်တရွက်ရေးပြန်တယ်ရွာလေကောင်ရေကန်ကြီး10ရန်တဲ့အိမ်တယောက်မရောက်မနေရမလာလျင်သေးကြသေးကြဆိုတော့လည်းမကြောက်နဲ့ဆိုတော့လည်းမပေါ့နဲ့မကြောက်နဲ့ဆိုတော့လည်းမပေါ့နဲ့ဆိုတော့ခမရပြန်ပြီးတင်းပြန်တာများသွားပြန်ပြီမင်းတို့ပဲတင်းလိုက်လျှော့လိုက်အောင်ပြန်ရေးပါအောင်ဗျာလာချင်အောင်ရေးမှာပေါ့အေးပြည်စံစာရွက်တွေရွာလေကောင်ရေကန်ကြီးတရင်တယောက်လာကြရမယ်မလာလျင်သေးတံဆိုတော့လည်းမကြောက်နဲ့ဆိုတော့လည်းမပေါ့နဲ့ဆိုတော့လည်းတကယ်မမှတ်နဲ့အမေမဟုတ်သေးပါဘူးနည်းနည်းပြန်တင်အောင်ပြည်စံစာရွက်တွေရွာကအဲ့လိုသကြီးနဲ့ကြီးရတာကျွန်တော်တို့ကဘယ်ရောက်လို့ပဲပေါမှမသိဘူးအခုတော့နေဝဲမြင့်လို့အသက်လဲရပါပြီအသက်ရပါပြီဆိုတော့အသက်ဘယ်လောက်လဲသိချင်ရှာလိမ့်မယ်စီးကြတဲ့ဘူးနဲ့ဆို3ဘူးရှိပါပြီသဘူးအလိတ်20နဲ့မြောက်ကြည့်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရေးကြီးတာပညာပါပဲနေဝဲမြင့်လို့ကပညာမျိုးရိုးလို့ပြောလို့ရပါတယ်ဖွားရစာတစ်လုံးမှမတက်ဘူးအမေက2တန်းနဲ့ထွက်တယ်ပြောတာပဲသာသမီဆိုတာမိဘတဲ့ပူတော်ရမယ်အဲ့ဒီစိတ်နဲ့နေဝဲမြင့်ကြိုးစားကြကုတ်ကြခဲကြိုးစားခဲ့ရပါတယ်အဲ့လိုကြိုးစားတတ်တော့4တန်း3ခါကြာတယ်ကြောင်ကြီးကစာလှမ်းပို့တယ်နေဝဲမြင့်မင်းကြောင်းထွက်မလားငါပင်စင်ယူရမလားဆရာကြီးသနာရနဲ့ကိုဘက်ထွက်လာတာပါပညာကတော့အဲ့လိုကြီးတယ်သို့သောပညာမကြီးလို့တော့မရဘူးကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ကဆင်းရဲတဲ့ဘဝတွေကလာတာအမှန်ပဲရွာကလည်းဆင်းရဲတော့ပညာမဲ့တယ်ပညာမဲ့တော့ကျွန်တော်ကပြောသလိုပဲနိုင်ငံရေးခြုံထိုင်းတယ်စီးပွားရေးခြုံထိုင်းတယ်အသိခြုံထိုင်းတယ်ဉာဏ်ခြုံထိုင်းတယ်ဘာမှမသိဘူးကျွန်တော်တို့ငယ်တုန်းကရွာလေကောင်စပင်းကိုအဟောင်းတုတ်တက်ပြီးပြေးနေတာပဲအဲ့ဒါကစားเสียဒါပဲမြေကြီးတဲ့ကျင်းလေးတူပြီးတော့မကြီးစီတောက်တန်းမင်းကလေးတွေနဲ့ရောကစားတာဒါပဲရှိတယ်ဘောလုံးမရှိဘူးဘောလုံးကန်ခြင်းဘာလို့ လဲအမိတ်ထမိန်စုပ်လုံးဝတော့တာပဲလုံးပြီးကန်တာပဲအင်မတန်ဆင်းရဲတယ်နေဝဲမြင့်လို့12သားပစိုးမရှိဘူးပစိုးမရှိဘူးဆိုတော့ဘောင်းမရှိတယ်မထင်နဲ့ဘောင်းမလည်းမရှိဘူးဟာဒါဖြင့်ဘယ်လိုနေတော့ဟာကျွန်တော်တို့12သား17နှစ်သားကျွန်တော်တို့ရွာမှာယူနီဖောင်းကတစ်မျိုးတည်းပဲဘာယူနီဖောင်းတော့အကုန်ငေါက်တောက်ကြည့်ပဲဘယ်သူမှရှက်เสียမရှိဘူးငေါက်တောက်ပဲငေါက်တောက်ရှက်သလားရှက်ရင်ပစိုးရှာလေးမရှိဘူးအဖေတော်တစ်ထဲရှိတာအဲ့တစ်ထဲက3ပေါက်လောက်ပေါက်နေလှဲ့လို့မရဘူးနောက်ဆုံးတော့ကာမစကားဒီတိုင်းနေရတာပစိုးနာမယ်ကကာမစကားပစိုးလှဲ့လို့မရတော့အင်းကြီးနေဝဲမြင့်လို့10နှစ်သားတရွာလုံးကကလေးတွေစုလိုက်ဘောလုံးကွင်းထဲမှာစစ်လိုက်40ရာခိုင်နှုန်းအင်ဂျီမရှိဘူးကျောင်းကဘယ်လိုတက်တော့ဒီတိုင်းတက်တာပဲ
ကျောင်းကြီးလည်းတစ်ထဲရှိတာအင်ကြီးမပါဘဲတက်တဲ့ကလေးတွေရှိတယ်လွတ်လပ်ရေးနေ့ဆိုကျွန်တော်ငယ်တော့ပင်အခလေးတစ်ချောင်းနဲ့စက်ကူအလံလေးလံပေးလေးရှိတယ်ဒီကောင်လေးဘယ်ချိတ်အောင်မှမသိဘူးအင်ကြီးမရှိတော့နိုင်ငံတော်အလံနဲ့ပင်အခလေးအသားဖောက်ချိတ်ရတာအားစလောက်ချမ်းသာတဲ့ရွာမှာနေတာကျွန်တော်တယောက်တည်းမဟုတ်ဘူးတော့အခုစိုင်းဆံမဂျူးလေအဲ့ဒီရွာကပဲအပေါ်ညှိလိုက်အောင်ကျွန်တော်မောင်နှမအဲ့လိုကြီးရတာပဲနော်ဒါတော့ပစိုးလည်းမရှိဘူးအင်ကြီးလည်းမရှိဘူးကျွန်တော်တို့ကအင်ကြီးရှိတယ်အင်ကြီးရှိတာတအုပ်စုအဲ့ဒီအုပ်စုကအင်ကြီးသာရှိတယ်ကျဲသိမ်းမရှိဘူးရင်ဘဟာပဲကျဲသိမ်းနှလုံးပါတဲ့ကောင်တထေးသားပဲရွာမှာအဲ့တော့စဉ်းစားကြည့်အင်ကြီးဟာပြင်းနဲ့ငေါက်တောက်ယူနေဖောင်းနဲ့ရွာထဲဒီလိုနေတာပဲကြီးထိုးထိုးကြွက်ဆာဆာမတတ်နိုင်ဘူးအမေကချီမန်းခွင်းကြီးလေလေပင်စွပ်ပေးချီမန်းခွင်းဆိုတာဒီမှာမမှုတ်ထားတဲ့တတ်ထုပြားလေးနဲ့ခြီပေးတယ်အမေဒါဘာကောင်းတာလဲဘာကောင်းမှမသိဘူးသူများတက်လုံကလည်းတက်ပေးတာလေအဲ့ဒီချီမန်းခွင်းနဲ့နေရင်တော်တော်လုံခြုံတယ်သူကဘာလုံခြုံလဲဘာလုံခြုံမှလည်းမသိဘူးအမေကသူများတက်တော့တက်ပေးကျွန်တော်တို့အဲ့လိုနေရတယ်နေဝင်ဖြိုးပြအမေကမိကျစ်လေးသွားပါအောင်သားရဲ့ချက်ချက်လေးလင်းကားလုံးသွားပဲပါအောင်မသွားရဲဘူးကျွန်တော်ငယ်တော့တရဲတစီဒန်တာကြီးကအများကြီးအခုအဲ့တရဲတစီတွေဘယ်ရောက်ကုန်မှတော့မသိဘူးကျွန်တော်ငယ်တော့အဲ့တရဲကြောက်နေရတာဈေးဆိုင်မရောက်ခင်လမ်းမှာဓမ္မပင်၃ပင်ရှိတယ်တရဲသိတ်ချောက်တာလေဘယ်သူကတွေ့ထားလဲမသိဘူးအဲ့ဒါတရွာလုံးပြန့်တယ်မှောင်ရင်မသွားရဲဘူးအမေကမကြောက်နဲ့သားအမေမှဆေးရှိတယ်သွားဝယ်ဆေးရတပြားမှမပေးရအောင်ကျွန်တော်လည်းတတ်တိရှိတယ်အမေဆေးဘာဆေးလဲဖနှောင်းကချီမုံနဲ့ဖူးသုတ်ဝေးလိုက်တယ်အမေကနဖူးဖနှောင်းကချီမုံလေးနဖူးဒီလိုလေးသုတ်ပေးလိုက်ရင်သွားတာပဲမကြောက်တော့ဘူးအခုမှတွေးကြောက်တယ်ဒီအမေဖနှောင်းကချီမုံနဲ့တရင်နဲ့ဘလို့ညှိနှိုင်းထားသလဲမသိဘူးငယ်တော့မှမကြောက်ဘူးသိကောင်းတာပဲအမေဆေးရအခုတော့ကြောက်တယ်ဘယ်လိုများဒီတရေနဲ့ဒီဖုံမှုနဲ့ပတ်သက်တယ်လဲစဉ်းစားလို့မရကျွန်တော်အခုဒီမှာသိလွယ်တယ်ဒီထက်ကကျွန်တော်ညီကောင်မောင်နှမတွေလက်ဖိတ်တစ်ခွက်တောက်ရဖို့သိလွယ်တယ်သိလွယ်တယ်ဆိုမှမလွယ်တော့မလွယ်ဘူးဗျခါတိုင်းကျွန်တော်လာဟောရင်ကော်ဖီလေးတစ်ခွက်တော့တိုက်တယ်အခုမတိုက်ဘူးမလွယ်ဘူးနဲ့တူတယ်သူတို့မပြုံမိတ်သွားနဲ့တူပါထားပါတော့ပြီးရင်တော့တောက်ရမှာပါဆရာဦးတန်းဝဲရတော့သူသဘောကောင်းပါတယ်ကျွန်တော်ငယ်တော့လက်ဖေးတစ်ခွက်တောက်ဖို့မလွယ်ဘူးအမေကလူကိုကြည့်နေတာကျွန်တော်တို့ကလည်းဖះဆူတောင်းရတာနော်ဖះတပည့်တော်ကြောင်ကရမ်းဖြစ်အောင်နေမကောင်းဖြစ်ပါရစေဖះမှာဆူတောင်းရတာနေမကောင်းမှလက်ဖေးဝယ်တိုက်တာဒီတိုင်းသွားထိုင်လို့မရှိဘူးပတ်စံတမမရှိဘူးသွားထိုင်လို့လည်းမရဘူးခလေးတွေလက်ဖေးဆိုင်သွားထိုင်ရိုက်ခံအမေကကြည့်နေတာဖះပြီဆိုသိဝန်းတာလားကျွန်တော်ငယ်တော့နံပါတ်1ကျောင်းမတက်ရတော့ဘူးနံပါတ်2ဖျားပြီအိမ်မှာစိမ်ပဲအမေကလက်ဖူးဆန်းနဲ့တောင်းပူတယ်မတိုက်သေးဘူးကရုံကြီးဖြစ်လည်းမတိုက်သေးဘူးကြောင်ကရမ်းဖြစ်မှတိုက်တယ်ကရုံကြီးနဲ့မရဘူးကရောင်ကရမ်းမဟုတ်ကတွေရှောက်ပြောရတော့တာပဲအမေကတကယ်ချင်းပြီးတော့မှလက်ဖေးလေးဂျိုင်လေးနဲ့သွားဝယ်တယ်ဂျိုင်လေးနဲ့သွားဝယ်ပြီးတော့ဒီလိုဖက်ကလေးတွေအမေကထက်အဲ့ဒါတော့အကဲခတ်နေသေးတာထပ်ပြီးတော့အမေကတမ်းမတိုက်သေးဘူးလက်ဖေးကိုကြည့်သူကသူဦးရလာတော့မှန်းစမ်းဆိုရှရုပ်ဆိုသူကတော်ဝက်တော့အဲ့ဒီအမေရှရုပ်ဆိုတာလက်ကြောက်တာကျွန်တော်တို့အမေမှန်းစမ်းကတော်ဝက်ကုန်တာပဲတစ်ခွက်လုံးမတော့ပါဘူးအဲ့ဒါကမျက်လုံးပြူးကြီးနဲ့ကုန်ပါပြီကျန်လာလေးကိုဘယ်လိုတော့ရတယ်မှတ်တော့မနေ့တကြိုက်နေ့လေတကြိုက်ညနေတကြိုက်တခါတည်းမော့မထားတော့နဲ့နေမကောင်းတာထဲမစင်စားဘူးကောင်းဆိုရိုက်ချမင်းကမင်းကိုမင်းစာဖို့တာမြည်များအောင်မေးတယ်ကျွန်တော်အဲ့လိုနော်တစ်ဖိတ်တစ်ခွက်မတော့ပါဘူးဆင်းရဲတယ်လေမနစ်လို့ခေါ်လဲကျွန်တော် lemonade ပေါ့ cream soda လို့ခေါ်တယ်ပလင်းအစိမ်းသိကြိုက်တာကျွန်တော်တစ်ခါမှမတော့ပါဘူးအမေကအဲ့ဒါလူမတော့ပါဘူးနတ်ဆက်ရတာအိမ်မှာတပလင်းအမြဲရှိတယ်နတ်ဆက်ထားတော့အဖုံးလေးဖွင့်ထားဒီဟာလူအတွက်ထုတ်လုပ်တာလားနတ်အတွက်ထုတ်လုပ်တာလားကျွန်တော်တို့အဲ့တော့မသိဘူးဩဒါနတ်အတွက်ပဲဒါနတ်အတွက် specialties ပေါ့နော်
ဒါမဲ့မရဘူးကလေးဆိုတောက်ချင်နန်းကြည့်လို့မှုေးတယ်နန်းလေးမော့ကြည့်တော့ကောင်းလိုက်တာရေချဖြည့်ထားအမေက6တယ်တရားမယုံမသိပေါ်တိပေါ်ဆမလုပ်နဲ့တော့သားမလုပ်ပါဘူးမေနောက်နေ့ခွက်လေးတဲ့ထက်အမေမရှိဘူးဆိုတော့ရေချဖြည့်ကုံတော့ရေးကြီးပဲကြံတယ်အမေကကုံပြီးဆင်းတဲ့အခါကျတော့မှကြည့်ခွက်ထဲလောင်းထက်တော့ရေတွေအော်နက်ကလေတို့ရင်စောင့်ရှောက်နေတဲ့သားတဲ့အငွေ့တွေမကဘူးသားကြီးအကြီးပါတောက်တဲ့တော့တဲ့အမေကတကယ်နက်ကတောက်တဲ့ထင်တာအဲ့ဒါလိုအမေနဲ့အဲ့လိုသားကျွန်တော်တို့နေခဲ့ရတာပါစေကမ်းမှာစေးထိုးတယ် no nothing အခုတော့နန္ဒုံဤပညာနဲ့အခလေးကမြင်လေးမနေ့တနေ့ကျွန်တော်စေးသွားထိုးတယ်ဆရာဝန်ကစေးထိုးလိုက်မှန်းတော့မသိကျွန်တော်ငယ်တုန်းကအဲ့လိုမဟုတ်ဘူးရွာ6ရွာစေးထိုးအခတစ်ချောင်းပဲရှိတယ်ရေနွေးဦးတဲ့ထက်ပြုတ်ထားတာကြီးလက်ကြမ်းမရေမှုတဲ့ကျွန်တော်တို့ရွာကနေမြို့ပြောင်းသွားတဲ့အထိမျက်နှာမမြင်လိုက်ရအောင်ကြမ်းမရေမှုဖြူသလားမဲလားမသိဘူးဘယ်သူကထိုးပြီးလဲဆရာမထိုးပြီးလားဆရာမလည်းထမင်းအစိမ့်လားအနီလားအပြာလားကျွန်တော်မသိဘူးအဲရကန်းကကြတယ်ထမင်းကြီးဝတ်ထားတော့သူ့ယာလို့ကျွန်တော်မသိအောင်အဲရေနွေးဦးကြီးပြုတ်ထားတာပဲပြုတ်ညှက်ချင်းနဲ့ညှက်ဒီဘက်မှာဂရင်းပေါ်မှာကိုကပစောင်းလေးနေရတယ်ညှက်ကြီးနဲ့ဆွဲထုတ်လိုက်တာကျွန်တော်ရေပြွတ်လောက်ရှိတယ်အဲ့ဒါမြင်လိုက်တာနဲ့ယောဂက40သားလောက်ယော့သွားချွေးတွေပြန်လာပြီနောက်အကိုဆွဲအဲ့နဲ့ထိတ်ကလေးကိုလှက်အကအခုလိုမျက်စိထဲမမြင်နဲ့တော့ဒီလိုချောင်းကြည့်ရင်မှန်ပြောင်းလို့ပဲတောက်ရောက်မြင်ရတယ်အကြီးကြီးပဲဒီလိုကြည့်လို့ရတယ်ဟိုဘက်ဒီဘက်အကုန်မြင်ရတယ်အထက်ကနေအဲ့ဒီအဲ့နဲ့ပနစလင်မရှိတယ်အဲ့ဒါလေးကိုလွှတ်လေးသေးသေးနဲ့ဂျစ်နဲ့အဲ့ဒီအတန်ကြမ်းယောဂအစိတ်သားကြံတော့တယ်အဲ့ဒါကိုဆွဲပြုတ်နဲ့လုပ်ပြီးကောင်းလေးဟိုဘက်လှက်စမ်းဘုံနဲ့ပုတ်နေတင်ပါအကြာကြီးကိုကအောင့်ထားတယ်ဘာဖြစ်လို့လဲဒီအကတော်တော်ကံကောင်းမှတစ်ချက်သေးဝင်တယ်အနည်းဆုံး3ခါလောက်ခုံထွက်တာသူကအကြီးကြီးကိုအဲ့ဒါကအောင့်ထားပြီးဘယ်လောက်အောင့်နိုင်မှာတော့စဉ်းစားကြည့်10မိနစ်ပေါ့စိတ်လက်လျှော့လိုက်ရောပေါက်ဆိုထိုးချဒါပေမဲ့မဝင်ဘူးပြန်ခုံထွက်တယ်ဆရာမပုတ်ပြန်ရောစေးထိုးတာမကြောက်ပုတ်တာကြာနောက်မှပေါက်ဆိုဝင်သွားပြီးထိုးလိုက်တဲ့အခါခြေထောက်တစ်ချောင်းလုံးအောင့်သွားတာပြီးတော့မှဆွဲထုတ်ကောင်းလေးပစိုးမိုးနဲ့ပစိုးလေးလည်းပဲခြီးပြီးပြန်အင်ကြတော့ရင်သွေးနဲ့ကြက်ထုတ်ထိုးဟုတ်ကဲ့ဆရာမပစိုးလေးနဲ့ဒီလိုပြန်ရတာအင်ကြတော့မှအမေကမှန်းစမ်းကြည့်လိုက်တော့တင်ပါမှာအကအိမ်ပါလာဆရာမနှုတ်ဖို့မေးအဲ့ဒီအကိုအမေကချက်ချင်းပြေးပေးရတယ်နော်မပေးလို့မရဘူးနောက်အဲ့ဒီအကိုစောင့်တာအများကြီးလူတွေကဒီတစ်ချောင်းပျောက်သွားရင်တွေးရဆရာမရှိဘူးရွာဘလို့ဖြစ်သွားမလဲမသိဘူးပြေးပို့ရတာအဲ့ဒီအပေးပွဲကလည်းလောက်ရတယ်မော်တော်ကားတာယာတန်ဆူးလာတာကြည့်တော့ကျွန်တော်ငယ်တော့ဆေးချိုးရတာတော်တော်နဲ့မပြောက်ဘူးယောဂါကပြောက်ပြီအဲ့ဖင်ကအနာမပြောက်သိတ်ကောင်းတာပဲကျွန်တော်ငယ်တော့စေကန်းသွားတယ်ဘာဆေးမှမရှိဘူးအခုဆေးရုံနဲ့ဆေးမရှိဘူးဆိုတာတနာတာပေါ့ဘုံကလည်းမရှိဘူးစကားပဲရှိတယ်စကားဆိုအမှုန့်ရင်းနဲ့ဖြော်ထားရေကျအေးနဲ့ကိုဝန်ဆောင်မိခင်လာတယ်စကားတိုက်လှောက်လိုက်တာပဲလေသမားဒဇင်ပြလာလို့စကားတိုက်လှောက်လိုက်တာပဲမွေကြိုက်လာလို့စကားပဲအဲ့စကားနဲ့မွေစိတ်နဲ့ဘလို့ဓာတ်ပြုတ်သလဲမသိဘူးပျောက်တော့ပျောက်တယ်အင်မတန်ကျွန်တော်တို့စင်ရဲနေရတယ်ပြောချင်တာကဒီလိုကျွန်တော်တို့ဟိုဘက်နှစ်90မှာကျွန်တော်တို့နေရတဲ့ဘဝတွေအင်မတန်ဆင်းရဲတယ်အမေတို့ကလည်းအားတယ်ဦးလေးတွေကလည်းအားတယ်တကြီးကလည်းအားတယ်အမေနဲ့ကျွန်တော်တခါတော့ရှာရှာပါပါယူမှာပွဲလာကမမင်းစိန်မမင်းသိဥစ္စာဆောင်ညီအမမိုးလင်းကလေးနောက်ပိုင်းဇက်ထုတ်ကြီးကမမင်းစိန်ကဥစ္စာဆောင်တိုက်နန်းထဲမှာဘိုးဘိုးရဲ့သမီးတို့လူပြေခဏလူရောင်ဖန်ဆင်းပြီးသွားနေပါရစေတရွာလုံးမှာရှိတဲ့ပိုးကြည့်ပြီးသားကလည်းညီဘိုးဘိုးကအေးသွားတာပေါ့ကွယ်ဒါပေမဲ့ဘိုးဘိုးပြန်ခေါ်တဲ့အချိန်ပြန်လာရမယ်
လာပါမယ်ဘိုးဘိုးရဲ့ညီမလေးမမင်းသိန်ကိုလည်းခေါ်သွားပါရစေဘိုးဘိုးရဲ့သွားညီမနှစ်ယောက်ကဲလူပြေမှာပြောအောင်နေဘိုးဘိုးခေါ်ရင်ပြန်လာခဲ့နော်ပြန်လာမယ်ဘိုးဘိုးညီမနှစ်ယောက်လူအောင်ဖန်ဆင်းတော့အင်မတန်လှတာပေါ့ထားပါတော့လူပြေရောက်တော့လူဘဝနဲ့နေကြသူတို့ဟာသူတို့သိတဲ့ဥစ္စာဆောင်နေအပြန်လူတွေကမသိဘူးအဲ့ဒါမောင်တီလဆိုရရွာကမင်းသားလေးနဲ့အမဖြစ်တဲ့မမင်းစိန်နဲ့ရစ်တာရှိသားလေးတယောက်ထုံးကားတော့သား9နှစ်သားသူကသိတယ်ချိန်တန်ကြတိုင်နှံပြန်ရတော့မယ်ဆိုတာသိတော့ကိုသီလရဲ့သားလေးလည်း9နှစ်ပြည့်ပြီသားလေးရှင်ပြုတ်ကြအောင်ဆိုပရိခေယ10ပါးသွားပဲပြီးရွာချောင်းဆရာတော်ကြီးဥပ္ပစေပြုတ်ကျမတို့လေသားကြီးရှင်ဖြစ်ကျောင်းကြီးရှင်ဖြစ်သားလေးရှင်ပြုတ်ကြဆိုကောင်းတာပေါ့ရှင်မရဲ့9နှစ်ပြည့်ပြီဆိုတော့သင်္ကန်းတောင်သင်္ကန်းလျှောက်များလည်းရပြီပေါ့ကဲမောင်ကြီးတော့မြို့တက်ပြီပရိခေယသွားဝယ်မယ်ကိုသီလထွက်သွားမမင်းစိန်ကဝင်းသားတယ်တိုင်နှံမပြန်ခင်ငါတော့သားလေးကိုရင်ဝတ်နဲ့ငါရှ िख ိုးအောင်မယ်အဲ့ဒီအချိန်မှာပဲဇက်ကုံတော့ကအတန်ချက်ဆက်နဲ့အတန်ပေါ့မိုက်ခရိုဖုန်းကနေလာတာပေါ့ဖုန်းမင်းစိန်တို့မင်းသိန်တို့ပြန်ခဲ့ကြတော့အချိန်စီပြီဝါခင်တစ်ခေတ်လုံးဟိုင်းစစ်ဖြစ်သွားတယ်ပရိခေယသွားဝယ်တဲ့ကိုသီလမလာသေးဘူးဒီမှာကခေါ်ပြီးတိုင်နှံကအမေကစက်ခနဲ့တုံသွားတယ်ပွဲကြည့်ရင်ကျွန်တော်လက်တို့တယ်ငါသားအဲ့ဒါနောက်ကဘယ်မသားအောနေတာလဲသွားကြည့်စမ်းအရေးတဲ့တော်ပရိခေယသွားဝယ်မှတိုင်နှံကအချိန်ကြပြီဒါသက်ညစ်ပတ်တာသွားကြည့်စမ်းသားအမေကတကယ်တိုင်နှံကအော်တယ်ထင်တာနော်လူတွေ့ရင်ပြောင်းမှုရုံးနဲ့ပောက်ခဲ့စမ်းငါသားရဲ့အဲ့ဒါလိုအမေလည်းအဲ့လိုသားနော်ထားပါတော့ဘိုးဘိုးကခေါ်တယ်မရဘူးမမင်းစိန်ကလည်းတောင်းပန်တယ်3ရက်လောက်တော့နေပါရစေဩလူဘဝမှာဘိုးဘိုးရဲ့မရဘူးချိန်စေ့ပြီလာခဲ့ကြတော့ဘလို့မှတောင်းပန်လို့မရအဲ့ဒီမှာမှလိပ်ပြနှုတ်လိုက်တဲ့အခါဇက်ကုံပေါ်မှာညီမနှစ်ယောက်ခွေကနေလဲကြသားလေးလုတ်တဲ့လူကမအေးအလောင်းကိုပွေ့လိုက်ဖေးကိုလှမ်းမျောလိုက်နဲ့ရွာလုံးကမျက်ရည်လေးစွစွနဲ့ဖြစ်ကြပြီအမေကလည်းမျက်ရည်ကျပြီအဲ့တော့မှကိုသီလကပြန်လာတဲ့တချင်းလေးတည်းနဲ့ရှင်မကြီးပရိခေယ10ပါးတော့ပါပဲဟဲ့ကဲဒီကနေ့တော့သားကြီးရှင်ဖြစ်ကျောင်းကြီးရှင်ဖြစ်သွားကြစို့ဒီရောက်တော့သားလေးကစီးတိုင်အမေဘယ်လိုဖြစ်မှမသိဘူးအဲ့တော့မှကိုသီလစမ်းကြည့်တော့မမင်းစိန်ရောမမင်းသိန်ရောအသက်မရှိတော့ဘူးဇာသပင်တဘာဝငိုချင်းပေါ့အလွန်ခံပေါ့လေအပူတိုက်ခေါ်တာပေါ့ငိုတာပေါ့ပရိသတ်ကလည်းငိုတယ်အမေကလည်းငိုတယ်ဖြစ်ရလေခြင်းပရိခေယ10ပါးဝယ်လို့ပြန်လာမှမမင်းစိန်ရဲ့မင်းဘဝဆိုးလှကြီးလားသားလေးပွေ့လိုက်ပရိခေယ10ပါးပွေ့လိုက်မရအလောင်းပွေ့လိုက်ငိုတဲ့ငိုချင်းချဇက်ကအလွန်ဇက်ပေါ့မိုးလင်းလို့လိုက်ကချတော့အမေအိမ်ပြန်လာတော့လေအမေကမျက်ရည်ဆန်းနဲ့ပြန်အမေကိုယ်တိုင်2မျိုးရှိလိမ့်မယ်တစ်မျိုးကကျွန်တော်တို့လည်းအကိုကြီးက16နှစ်ကျွန်တော်က14နှစ်ရှင်မပြုတ်ရတယ်ငါလည်းရှင်မပြုတ်ရသေးခင်ဒီလိုများဖြစ်ရင်ဘယ်နဲ့လုပ်မလဲဒီလိုအမေတွေးမိတာလည်းဖြစ်မယ်ဇက်ကုံဘောကမမင်းစိန်ကိုတနာတာလည်းဖြစ်မယ်အမေပြန်လာတဲ့အထိမအိတ်နိုင်သေးဘူးညတညလုံးအေးပြက်ပြီးမဲ့ပြောင်းမှုပဲဆက်လက်ကြီးနဲ့အိမ်ရှိကွပ်ပြစ်ပေါ်မှာမျက်ရည်လေးကျကျွန်တော်9 8နိုင်လောက်စာတာနဲ့အမေဈေးတယ်မုံပြားသက်လက်သွားဝယ်အောင်ပဲဆိုပြီးကျွန်တော်အမေစီကပတ်စံလေးယူသွားဝယ်မုံပြားသက်လက်တွေကဆောင်းအောင်ကွက်မရသေးဘူးဆိုတော့သာထိုင်ဆောင်ရင်ဟိုဘက်ဒီဘက်ဒီဈေးတယ်လျှောက်ကြည့်တော့ညကမမင်းစိန်မမင်းသိန်လုတ်တဲ့မင်းသမီးနှစ်လက်ကမောဟင်ကားစားနေပကွက်ကြီးတွေနဲ့မိုးလင်းပြီဆိုတော့ရေမိုးချိုးပြီးတော့လာစားတာပေါ့ကျွန်တော်သေချာကြည့်တော့ဟာဒီမိမနှစ်ယောက်မြင်မှုပါလေသေချာကြည့်တော့မမင်းစိန်မမင်းသိန်ညကသေးပါပြီဒီဘက်နဲ့ဒီမနဲ့မောင်ငါလာစားနေပါလားအမေပြေးပြောရင်တော့ဒါ breaking news ပဲအမေကိုပြေးပြောတော့အမေကမျက်ရည်ကြာတော့စစ်လက်ကြီးနဲ့အမေခမငိုးမလေးနဲ့မမင်းစိန်မမင်းသိန်ဈေးထဲမောင်ငါစားနေညကဇက်စင်ပေါ်မှာတုံးကနေသေးတာငါမျောမင်းရောမြင်ရတဲ့နဲ့မောင်ငါစားတယ်ဆိုဖြစ်နိုင်ပါမလားအမေမအေးလာမလိန်နဲ့ဩအမေလိုက်ခဲ့မဟုတ်လို့ကတော့သေရအောင်သာကြံဆိုလမ်းဘေးကဒုတ်တချောင်းနဲ့ကျွန်တော်ကရှေ့အမေကလည်းမယုံဘူးဟိုရောက်တော့အမေဟိုမှာကြည့်အမေကကြည့်တယ်အေးစောဟုတ်သားပဲတဲ့
တိုင်နန်းဘိုးဘိုးသူလက်ထိုးပြီးပြန်တက်လာကြတာနေမှာတဲ့လက်ကအဲ့ကလေးရရှိတယ်အမေကဝန်တာတာဒီမင်းသမီးနဲ့လက်လက်သည်မွန်းကားစားနဲ့တွေ့တော့ဝန်တာတယ်သေရာကရှင်လာတာကိုလေမြင်ရတဲ့အတိုင်းဝန်တာတယ်အမေကဆဲသေးတာရကိုနှမတွေလေအမေအတန်လေးကြားရအောင်လို့ဆဲပြပါအောင်ပဲပြုံးပြုံးကြီးနဲ့ဆဲတာအောင်မလေးဖေလုံးမကြီးတဲ့ငါပြင်တညာလုံးငိုလိုက်ရတာတော့ပါရဲ့နော်ရှေ့ကလူကြီးတွေရိုးတာလေးပေါ်ခြင်းလို့ပြောတာပါတကယ်ဆဲတာမဟုတ်ပါဘူးအဲ့ဒါလို့ရိုးတယ်ဆိုရင်ဟုတ်ပါမလားလို့မထင်နဲ့တကယ်ဟုတ်တယ်တကယ်ရိုးတယ်အမတန်ရိုးကြတယ်ကျွန်တော်အလုပ်ရတော့အမေမြို့ခေါ်လာတယ်ရန်ကုန်မှာစက်မှုတက်မှာကျွန်တော်တို့ကဒင်းကုန်းမှာနေရဒင်းကုန်းဆိုအခုအစ်စိမ်မြို့နယ်မြောက်ပိုင်းမင်္ဂလာတုံမြို့နယ်နဲ့ကပ်ရက်ပါပဲမင်္ဂလာတုံမြို့နယ်နဲ့ကပ်ရက်ဒီဒင်းကုန်းမှာနေပြီမဲ့မင်္ဂလာတုံမြို့နယ်ကရှိတဲ့မင်္ဂလာတုံလေစစ်ကြီးကိုတခြားတိုင်းတစ်ပါးကဝင်ကြီးချုပ်သမရများလာရင်ကျွန်တော်နိုင်ငံကအမြောက်နဲ့ပြစ်ချိုးတာကျွန်တော်တို့ကကောင်းကောင်းကြားကပ်ရက်ကိုတခါတော့အမေကစံပန်းလေးပြားနေတယ်မင်္ဂလာတုံဘက်ကချင်းကနေကြတော့အမေစံပန်းလွတ်ကြသားရင်ကြည့်ကြလိုက်တဲ့အတန်ဘာတော့ဟဲ့အမေအဲ့ဒါထိုင်းနိုင်ငံကဝင်ကြီးချုပ်ကျွန်တော်နိုင်ငံလားလေတာအမေအဲ့ဒါအမြောက်ပြစ်ပြီးချိုးတာအမေကလေဘာမှမသိချပါဘူးဩတဲ့စံပန်းလေးပြာယုံစီဒုတိယတစ်ချက်ချင်းကနေကြတော့ရင်ပတ်လေးဖိတယ်အလိုဒါကဟောတာအမေမကြောက်နဲ့အဲ့ဒါမျိုး16ချက်ပြင်မှာအခုမှ2ချက်ရှိတယ်မကြောက်နဲ့အမေကကျွန်တော်ပြန်မေးတယ်ဩထိုင်းနိုင်ငံဝန်ကြီးချုပ်ကလည်းသားရဲ့အမြောက်နဲ့ပြစ်တာပထမတစ်ချက်နဲ့မသေးဘူးလားသားရဲ့16ချက်တောင်ပြည့်ရသလားအသက်ပြင်းလာပြီလားသားရဲ့ကျွန်တော်လည်းဘယ်လိုဆက်ရှင်းအောင်မှမသိဘူးအဲ့ဒါလို့ကျွန်တော်အားခဲ့တာနော်အမေလည်းအားကျွန်တော်ရောက်ခမခင်ခင်ထုအမေပို့အားသေးရောက်ခမဆိုပြောကောင်းချော်စိတ်နဲ့ဆိုတော့ဆရာဝန်တန်းရင်မကြားတော့ဘူးထင်တာပဲနော်သမီးလေးကစီရီပြားထည့်ပေးတယ်တရားကိုမနေ့တန်း8နိုင်ဆိုအမေကတရားနာတယ်မနေ့9နိုင်ထိရတော့6ချက်နဲ့8နိုင်ဆိုသမီးလေးမြည်လေးလာပါဦးမေကြီးတရားကိုထည့်ပေးပါဦးဒီ device တွေသူတို့မကင်တတ်ဘူး The older you are the less you know မင်းတို့ကြီးလာပြီလားကြီးလာရင်မသိတာတွေများလာပြီသိတာတွေနည်းသွားပြီ The less you know သိတာတွေနည်းသွားပြီအမေမကင်တတ်ဘူးတရားတော်နာကျင်တယ်အဲ့ဒါကျွန်တော်သမီးလေးကလည်းပွားရည်လည်းငေါ့မေကြီးကလည်းနေတိုင်းပြနေရတာပဲဒါလေးဒီလိုချက်လိုက်လေဒါဒီခလုံးလေးနှိပ်လိုက်လေဝင်သွားတော့မပေါ်လာတာပဲအမေကြီးရဲ့အေးပါမီးရဲ့အမေကြီးကမလွတ်တတ်လို့ပေါ်လာပြီဆိုတော့လည်းတစ်ဘက်ကလေးပခုံးတယ်အမေကတရားနာကျွန်တော်သားဖတ်တော့အပြင်ဘက်ထွက်လက်ဖက်အသက်ငယ်ချင်းကကားနဲ့လာခေါ်မျိုးထဲပါလာမျိုးထဲမှာဆရာမဆေးတွေပါလေဝယ်သမီးလိုချင်တာလေးရှောက်ဝယ်ကြမျိုးထဲမှာပဲထမင်းစားပြန်4နိုင်ထိုးမှအိမ်ရောက်တယ်အမေတရားနာတော့အမေတရားတော်တော်ကောင်းလို့လားအမေတရားနောက်မှကောင်းလာကြအောင်မင်းတို့မျောနေတာကြတဲ့တော်မနေ့7နိုင်ရသွားတာအခုမှပေါ်လာအမေကမနေ့7နိုင်ရနာတယ်တရားဥဒိနာတော့လားဩငါ့ကိုကိုပြစ်ပေါ်ပွင့်တင်ညာစမ်းဆိုခြေတော်နှစ်ချောင်းကိုအသာဆန်းဆိုမထူးကတစ်ဖက်ကျွန်တော်တစ်ဖက်အမေအသက်85နှစ်ရှိပြီအဲ့ဒါကိုစန့်ပေးရက်တွေပါခတ်ပြီးဘယ်လိုဖြစ်တာလဲအမေတရားကတော်တော်ကိုကောင်းလို့လားမင်းတို့ကိုတော်တရားလဲနေလို့ဟေ့ကိုတော်ပဲဟောနိုင်မလားတပည့်တော်ပဲနားနိုင်မလားဆိုပြီးငါကပေပြီးနာတာတဲ့အမေပေနာတာမလုပ်နဲ့အဲ့ဒီတရားတဲ့ကိုဒီတရားတစ်ပုဒ်ထဲရဲ့စီဒီပြားဆိုတာဆုံးရင်အစကပြန်လာတာဟမ်ဘယ်လိုဟောဒီစီဒီပြားလေးတွေကဒီတရားဟာဒီတစ်ပုဒ်ထဲရဲ့ဆုံးသွားရင်သူကတခါရေခင်းလေးရိုက်ပြီးတော့အစကပြန်လာရေခင်းရိုက်တာမကြောက်ဘူးလားကြားတယ်တော့အေးပြီးတော့အစကပြန်လာတာပဲဟောအဲ့လိုလားမသိပါဘူးငါဒီကိုယ်တော်ဒီတရားတစ်ပုဒ်ထဲငါးကဟောနေပါတယ်လို့တရားတစ်ပုဒ်ထဲငါးကဟောတယ်ထင်တာလေမသိဘူးဒါပေမဲ့အားတယ်ဆိုတာကောင်းလားဆိုရင်ကျွန်တော်တို့အားတယ်ဆိုတာမကောင်းပါဘူးဒါပေမဲ့ကျွန်တော်တို့ national identity အမျိုးသားဇာတိဥပဒေလက္ခဏာဖြစ်တဲ့ကျွန်တော်တို့ရဲ့မေတ္တာဓာတ်ကျွန်တော်တို့ရဲ့ပညာအခြေခံတဲ့မေတ္တာဓာတ်နဲ့ကျွန်တော်နေခဲ့ကြတယ်အေးချမ်းချမ်းပဲ38ဖြာသောမင်္ဂလာတရားနဲ့ကျွန်တော်တို့နေကြတယ်ဘာသာတရားကိုကိုင်းရှမ်းကြတယ်
ဘာသာတရားအပြင်အားကိုးရာကိုယ်စိတ်ထဲယူဆတဲ့အတွက်နတ်များလည်းကိုးခွေကြတယ်အမေဆိုပုပ်ပတောင်ကိုအမြဲတမ်းသွားကြတော့တယ်ကျွန်တော်တို့လည်းလိုက်ရတယ်အရင်ကျွန်တော်ဟောချက်တွေထဲမှာပါလားမသိဘူးညနေစောင်းပြီဆိုတခါလေးအားရင်ပုပ်ပသွားကြည့်တယ်အခုလေဗရောင်းတောင်သွားကြည့်တယ်လို့ပဲပုပ်ပသွားကြည့်တာပဲအဲ့ဒီကြောင့်ပေါ့သားရေအိမ်တွင်မင်းမဟာဂရိနတ်မောင်နှမတွေစံတဲ့သားရဲ့အကိုကြီးကဥတင်တယ်တဲ့မဟာဂိရိနတ်မင်းပေါ့ကွယ်နှမကမမြလှနဲ့မတွေးပြူတဲ့တကောင်းမင်းလက်ချက်တုံးကဖိုကျင်ထုတ်ပြီးအသက်ခံရှာတယ်မောင်တော်အသက်ခံရတော့နှမတော်တွေကလည်းမိဘုံနဲ့လိုက်ခုံချကျွန်တော်သိတဲ့သမိုင်းကအဲ့ဒါပဲဒီတဲ့မပို့ကျွန်တော်သိတဲ့ပထဝီကဒါပဲဟိုးပုပ်ပါသူကလေးအမတန်လှမျက်နှာဝမ်းဝမ်းလေးနဲ့နာမည်ကမေဝနတဲ့ဗကံကပန်းလာခုတဲ့ကိုဗျတ်တာဆိုတဲ့လူနဲ့နှစ်ပါးပေါင်းဖော်မိကြတော့သားလေးနှစ်ယောက်ဖွားတယ်ရွှေဖြင်းအိုးကြီးနဲ့အချင်းစေးပြီးမွေးတော့သားတော်ကြီးကဖြင်းကြီးတဲ့သားတော်ငယ်ကဖြင်းငယ်တဲ့အဲ့ဒီမင်းသားလေးနှစ်ပါးကလည်းကြီးတောင်မကြီးမှာပဲသားယူကျွန်တော်တို့ကပုပ်ပန်းတောင်ညို့ကိုရာသီဥတုကြည်လင်ရင်နှမ်းမြင်ရတဲ့အခါအမေပြောတဲ့ဒီဇလန်းတွေနဲ့ကြီးရတယ်ကျွန်တော်တို့ဇာတိဆရာဖြစ်တာဟာစာသိမတတ်ရှာတဲ့အမေကျေးဇူးတွေပါတယ်လို့ပြောနိုင်တယ်ကမ္ဘာမှာဝတ္ထုတို့ကျောင်းကြီးနှစ်ကျောင်းရှိပါတယ်တစ်ကျောင်းကတော့ရုရှားက Anton Chekhov ဆိုတဲ့ဇာတိဆရာကမ္ဘာကျော်ဝတ္ထုတို့ဆရာကြီးသူ့ရဲ့ကျောင်းတစ်ကျောင်းကတော့ပြင်သစ်ကဂိုင်ဒီမောပါဆန်ဆိုတဲ့ပုဂ္ဂိုလ်ကြီးရဲ့ကျောင်းတကယ်တော့ဝတ္ထုတို့ကျောင်းတွေဖွင့်ထားတာမဟုတ်ပါဘူးဒီပုဂ္ဂိုလ်ကြီးဒီဇာတိဆရာကြီးနှစ်ယောက်ဟာပြင်သစ်ဇာတိဆရာရောရုရှားဇာတိဆရာရောဝတ္ထုတို့အရေးကောင်းလုံးလို့နောက်ဝတ္ထုတို့ရေးမဲ့ပုဂ္ဂိုလ်များကလူငယ်တွေကလေ့လာရတယ်အမှန်ကောင်းလုံးဒါကြောင့်သူတို့နှစ်ယောက်ကိုဝတ္ထုတို့ကျောင်းကြီးတွေလို့တင်စားကျွန်တော်တို့ဝတ္ထုတို့တွေရေးခဲ့တယ်အန်တွန်ချက်ကော့ကျောင်းကလည်းစဉ်းလာမဟုတ်ဘူးမောပါဆန်ဂိုင်းကစဉ်းလာလည်းမဟုတ်ဘူးကျွန်တော်ဘယ်ဂိုင်းကစဉ်းတယ်လဲလို့မေးရင်အမိဂိုင်းကကျွန်တော်စဉ်းတယ်အမေကရွာတွေကလူတွေအကြောင်းတွေပြောတယ်ကောင်းတာတွေပြောတယ်မကောင်းတာတွေပြောတယ်ကုသိုလ်တွေအကြောင်းပြောတယ်အကုသိုလ်တွေအကြောင်းပြောတယ်ဓမ္မအကြောင်းပြောတယ်အဓမ္မအကြောင်းပြောတယ်တက်လုံးလို့လားတက်လုံးလို့လည်းမဟုတ်ဘူးသူသိတာတွေပြောတယ်ကျွန်တော်တို့ကလူတွေအကြောင်းငယ်ငယ်တွေကနားထောင်ရတယ်ကြားကြရတယ်ဒါကြောင့်ဝတ္ထုတို့အကြောင်းလို့ပြောရင်အမိအကြောင်းကကျွန်တော်တို့စဉ်းကြတယ်အမေဟာပညာမတတ်ရှာတော့လဲပဲကျွန်တော်တို့ဘဝနဲ့လောကအမူအရာလူအမူအရာဘဝအမူအရာတွေသင်ပြပေးတဲ့ပထမဦးဆုံးကျွန်တော်တို့ကျောင်းကြီးပါပဲနေလုံးနေညနေစောင်းတော့အမေကျောင်းကိုသွားရတယ်ဆိုတဲ့အတိုင်းပဲကျောင်းကြီးမတက်ခင်မှာဒီ၄-၅နှစ်အမေကျောင်းမှာကျွန်တော်တို့သင်ခဲ့ရတဲ့ဘဝတက္ကသိုလ်ကြီးဆိုလည်းမမှားဘူးအမေကသင်ပေးတယ်တခါလေသချင်းလေးတွေနဲ့ညီးပြတယ်ဘဘဲမောင်တင်တယ်နတ်မောင်နှမရဲ့ပြောစမ်းမြောင်းတယ်နတ်လန်းကြီးတွေရှိရာဌာနဝဲပေါက်ကံပြေကိုပန်းတော်ဆက်တယ်ကိုပြတ်တာနဲ့မေဝနာတို့ပြောစမ်းရဝဲချစ်ကျူးသွဲနှောင်းရွှေဖြင်းကြီးနှောင်းဖွာရာဒေသကိုယ်ကျွန်တော်ဒီသချင်းတွေပဲ14နှစ်သား15နှစ်သားရောက်ပြီဘာမှမရှိဘူးရွာမှာလက်နဲ့လှဲ့တဲ့ဓာတ်စက်ကြီးနဲ့မြေဓာတ်ပြားပေါ်အခလေးထောက်လိုက်တဲ့အခါကြားရတဲ့သချင်းကလွဲလို့ကျွန်တော်တို့များများဆဆနားထောင်လို့မရဘူးဒီခေတ်လိုကျွန်တော်တို့က compact ဒီ CD ပြားလေးထဲမှာရုပ်ရှင်ကား100ဘယ်ရှိလိမ့်မလဲသချင်းပုတ်ပေါင်း1000လောက်မရှိဘူးကျွန်တော်ငယ်တော့ရွာထဲမှာတီးတဲ့ဒိုးဝိုင်းဒါကျွန်တော်ကြားရတယ်နတ်ကတော်ဆိုတဲ့နတ်သချင်းကြားရတယ်ဒီခါလေးရှားရှားပါးပါးလာတဲ့ဇက်ကုံပေါ်ကမင်းသားမင်းသမီးဆိုတာကျွန်တော်ကြားခါကြတော့အလှပြီးသွားပြီကျွန်တော်တို့ကအမေကကောင်းကောင်းမလှနိုင်ပေမဲ့လူတကအလှအမေသွားတယ်အမေမလှရသေးတာသိတော့ဆရာတော်ဘုရားကြီးကခေါ်ပြီးအမေကိုစုတယ်ဒကမာကြီးကပကာသနာတဲကြိုက်တာကိုဗျကျောင်းကသင်္ကန်းနဲ့လေတာမဏေမြောက်ပါတယ်ခမသားနှစ်ယောက်ခေါ်ခဲ့အမေကတပည့်တော်ချွေးလဲစာလေးလဲပါခြင်းလို့ပါဘုရားစုတော့စောင်းတော့ပါဘုရား
ဘယ်လောက်ရပြီတော့နှစ်ကြက်ကတစ်ခါမှမတက်ဘူးအလှတာလှကျင်တာဒါပေမဲ့အလှတစ်ခါကိုသွားတယ်အမေမုဒိတာဒီမစိုးတရား၄ပါးမှာတော့သိခက်တာပဲမေတ္တာထားပါတယ်ရှင်ကျမတို့ကမေတ္တာထားပါတယ်ဂယုဏထားတာပေါ့ကျမတို့ကသနာတတ်ပါတယ်မုဒိတာကြခက်သွားပြီနော်မုဒိတာကြမထားနိုင်ဘူးသူတစ်ပါးချမ်းသာတာကိုဝန်းမြတ်ဝန်းသာဖြစ်တဲ့စိတ်ထားဖို့ခက်တယ်ထားနိုင်ပါတယ်ဆိုရင်တန်တရားရှိစရာတွေကောင်းတယ်မေတ္တာထားနိုင်တယ်ဂယုဏထားနိုင်တယ်မုဒိတာသူများကြီးပွားတိုးတက်တာကိုကျွန်တော်ဝန်းသာဖို့သိခက်တယ်အမေကသားနေတာရှင်မပြုတ်ရသေးတယ်လူတို့ကအလှအမေသွားတယ်အလှကပြန်နိုင်လည်းမြေကြီးကြတယ်တချင်းကလည်းအားလုံးဘာမှထူးထူးဆန်းဆန်းမဟုတ်ကြဘူးတဲ့တချင်းမြို့လေကမန္တအရက်မှာတဲ့ကုသူချောင်းအိုးလျံငယ်ပြူလျံငယ်ပြူရှင်လူပြူငယ်တွေကကျောင်းဆိုလို့ကျောင်းအိုးလို့ရွှေတော်ကျောင်းကအိုးပြီးပေါ့ကျောင်းကဆိုးပြီးပေါ့ရှင်လူပြူငယ်ကလေးကဆရာတော်ဘုရားကြီးတက်တော်90နှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့ကျောင်းလျံကပြိုးပြီးပေါ့တရားကင်းလှေကားကြီးကပြိုးပြီးပေါ့ပဲ့ပြီးပေါ့မိုးကယိုပြီးပေါ့တို့လှူကြအောင်စို့တန်းကြအောင်စို့ဒီစိတ်နဲ့ကျွန်တော်နေခဲ့ကြတာသားလေးကသွားလေးကခေါ်ခေါ်သားလေးကမဲမဲတပိတ်တော်လေးမနိုင်မနှင်းပိုက်တော့မအေးကဝန်သားလိုက်တာရှင်သာရိပုတ္တရာအင်ကြွလာတဲ့အတိုင်းပဲသားလေးသားမလေးကမထွက်နိုင်အောင်နော်3ရက်နဲ့သင်္ကန်းရားတယ်မပြောနဲ့နော်ကိုတော့သားလေးလက်ဆွဲလို့စာပလွေလို့ခေါ်တယ်ပရပိုက်ပတ်တဲ့ပိဿာလေးရကန်းကိုယ်တိုင်ရက်တယ်ကိုဆိုရအောင်ကြောင်းလိုက်ပို့တယ်လမ်းမှာတွတ်တွတ်မှားတာကိုရင်မထွက်နဲ့နော်9ရက်နဲ့မထွက်နဲ့9ရက်နဲ့မထွက်ပါနဲ့ကိုရင်ကသင်္ကန်းလေးစီးထားရင်လေမေတော်တို့အိမ်မှာခမီးတော်ရောမေတော်ရောအပေတကားပိတ်တယ်ဒီလိုယုံကြည်ကြတယ်ဆွေတဲ့မျိုးတဲ့ရှင်တစ်ပါးပေါ်ပြီဆိုရင်အဲ့ဒီတစ်ဆွေလုံးတစ်မျိုးလုံးအပေတကားပိတ်တယ်လို့ယုံကြတယ်ရွာထဲမှာကျောင်းကြီးဝိဟာရနဲ့စိုက်ဆောက်ပြီးယဟန်အလုပ်ဖြစ်တဲ့ဒုရနှစ်ပါးကန္ထဒုရဝိပဿနာဒုရဆောင်ရွက်ကြတယ်သာသနာတော်ကိုချီးမြှောက်ကြတယ်ယဟန်များသတင်းသုံးတယ်ဆိုရင်အဲ့ရွာတစ်ရွာလုံးအပေတကားပိတ်တယ်လို့ယုံကြတယ်အေးချမ်းသာမယ်သူများဒုက္ခပြီးတဲ့စိတ်လုံးဝမရှိဘူးသားကိုရင်လေးကိုခေါ်သွားပြီဆိုကြတဲ့ကဆရာတော်သမတော်ကြီးဖြစ်တဲ့အထိဝတ်စေချင်တာပဲကို့လုံမကျွေးချင်လေလေတဲ့ကိုင်းလဲပင်ပန်းဆင်းရဲကြီးစွာလှုပ်ဆရာမလို့တာမနေတာဖြစ်ရှင်တာဖြစ်စတော်ကြီးတာဖြစ်သိကျင်တဲ့လူမျိုးပါပဲစာပလွေရင်မပိုက်ပါလို့ကျောင်းတော်ကိုတဲ့လိုက်မဲ့ပြင်းကျောင်းတော်ကိုတဲ့လိုက်မဲ့ပြင်းကျောင်းတော်ကိုတဲ့လိုက်မဲ့ပြင်းဘယ်စာဘနဝမောင်သိမလို့တုံးဘယ်စာဘနဝရအောင်မောင်သိမလို့တော့မဲတော့ကိုတန်ကျူနှောလို့ပြောခဲ့ပါအိုးဒါပဲစကားပြီးနားကြရှိပြီဆိုကြတဲ့ကကျွန်တော်တို့လည်းအမေတို့ကသင်တာပဲဘေဟိတာတော်တိကဝုတော်မေဃတာတော်တိယောဇနာဒါနတာတော်သကာမဝါစရောတိလတာတော်အကနေထောဘာဝနာတာတော်နေဘူးတော်မေတ္တာတာတော်အနန္တောဘေဟိစီများတည်တဲ့အတန်ဟာတိကဝုတော်သုံးကဝုကကြားရတယ်မေဃတာတော်မိုးချင်းတာများတိယောဇနာသုံးယူဇနာကကြားရတယ်သားကြီးဒါနရဲ့သတ္တောတ္တအတန်ကနတ်ပြည်ကကြားရတယ်သီလရဲ့သတ္တောတ္တအတန်ကဗြဟ္မဘုံ20ကကြားရတယ်ဘာဝနာသတ္တောနိဗ္ဗူတော်တဲ့ဘာဝနာရဲ့သတ္တောတ္တအတန်ကြနိဗ္ဗာန်ကကြားရတယ်သူတဲ့တကုဆွမ်းအားကြီးတာတော့မေတ္တာပဲသားကြီးမေတ္တာသတ္တောတော့အနန္တောတယ်မေတ္တာရဲ့သတ္တောတ္တအတန်ကြတော့အနန္တစัจ java လာကမ္ဘာအပြင်ကတောင်ကြားတယ်မေတ္တာနဲ့၄ပါးမေတ္တာနဲ့တွေးပါမေတ္တာနဲ့ကြံပါမေတ္တာနဲ့ပေါင်းသင်းဆက်ဆံပါဘဝမှာမေတ္တာသိအရေးကြီးတယ်နော်လို့ကျွန်တော်တို့စကားပြီးနားကြ3-4နှစ်ကလေးကအမေကသင်တာအမေဘယ်သူကသင်ပေးလဲ
ကျွန်တော်တို့ဖွားရည်ကတင်တယ်ဖွားရည်ဘယ်သူကတင်လဲသူ့အမေကတင်တယ်တစ်ချောင်းလုံးနှစ်အတီးတေကျွန်တော်တို့မေတ္တာအားဖြင့်နေခဲ့ကြတယ်ကျွန်တော်စောစောပြောသလိုပဲဆင်းရဲတော် level national identity ကျွန်တော်တို့ရဲ့အမျိုးသားဇာတိဥပဒေလက္ခဏာလို့ပြောရင်ဒီမေတ္တာစိတ်ကိုကျွန်တော်စပြောရမှာဖြစ်ပါတယ်မေတ္တာနဲ့နေခဲ့ကြတယ်အင်မတန်အေးချမ်းကြတယ်မြေကြီးကြဖို့အင်မတန်လွယ်တယ်အားရပါရဝလုံးခွဲရည်ဖို့လည်းအင်မတန်လွယ်တယ်ခံစားမှုကပေါ်ပါလွတ်လပ်နေတဲ့လူမျိုးပဲကျွန်တော်တို့အဲ့လိုနေကြတယ်ကြောက်စရာရှိရင်ကြောက်တယ်ရဲဝံ့စရာရှိတော့လည်းရဲဝံ့ကျွန်တော်ရှေ့မြန်မာကြီးများဝရင်တုံနဲ့ကတဲ့ကိုတိုက်ခဲ့တယ်ရိုးရကိုတိုက်ခဲ့တယ်ဆိုတာကိုခုံယူတယ်တရားတာမတရားတာတွေနားမလဲဘူးတို့နိုင်ရင်ပြီးရောဆိုတဲ့လူမျိုးကြောက်စရာရှိတော့လည်းကြောက်တယ်နော်အမေတို့ဆိုသိကြောက်တာပဲကျွန်တော်ရွာကဝိုင်းရဲ့လင်းကားဝိုင်းအကျော်ကအမေကြီးတော်စရင်လာပြီဆိုအမေတို့နေစရာမရှိဘူးနတ်ကတော့ညကအိမ်မက်မက်တဲ့ဆိုရင်အမေတို့လေကြောက်လို့အမေကချွေးကန်ကြီးလည်းလက်နှိုက်ထားပြီးထဲ့ကျင်နေပြီကျွန်တော်တခါလဲဟောခဲ့ပူပါတယ်အကြောက်တရားနဲ့လည်းကျွန်တော်ကြီးရတယ်အသိမဲ့ရင်းနဲ့လည်းနေခဲ့ရတယ်ကျွန်တော်ဟိုဘက်250ဟာအဲ့ဒါလို250ညကအိမ်မက်မက်တဲ့ကိုကြီးကျော်ကြက်ကခဏတော့ကိုကြီးကျော်ကြက်တိုင်နမ်းမှာကြက်တိုက်လိမ့်မတဲ့ကိုကြီးကျော်ကြက်ကကြက်ဖောင်းပါအေးကြက်ဖောင်းဆိုတာဝဝကြီးပြောတာမဟုတ်ဘူးအဖြူဟဲ့ကိုကြီးကျော်က Facebook ကနေပြီးတော့ဒီ message box ကနေplan ပြောတဲ့တိုင်နတ်ကတော့ပြောနေတာအမေတို့ကယုံတာပဲလောင်ကြီးထည့်ကြအောင်ဆိုတော့အမေတို့ပတ်စံမရှိဘူးနော်ဆိုတော့အမေပတ်စံလေးတစ်ချက်လက်ထက်စုပ်ထားအဲ့ဒီပတ်စံလက်ချက်ဟာအကြောက်တရားကြောင့်ပေးလိုက်ရမှာအမေမှာပတ်စံရှိတာမဟုတ်အမေမှာမဟုတ်ဘူးတရွာလုံးဘယ်သူမှမရှိဘူးသို့သောအကြောက်တရားကလှုပ်ဆော်လာတဲ့အခါပေးရတယ်ထည့်ရတယ်ဘာဖြစ်လို့လဲနတ်ကိုဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိယနာ၃ပါးစိကတာတတ္တအကြောက်တရားကလည်းရှိသေးတယ်နန်းထဲမှာနေလန်းရည်ကြီး၃ပါးတဲ့ကျက်ဖောင်းလေးနတ်ကတော့ကဆိုပြီးနန်းထဲမှာနေလန်းရည်ကြီး၃ပါးတဲ့ကျက်ဖောင်းလေးမနဲ့ကိုရင်နွေးညရီအိနဲ့ကိုကြီးရုံငယ်ကမွေးတဲ့ကျက်ဖောင်းလေးအ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 ေးတောင်းသဗျာငွေများရဲ့နဲ့လောင်းစရာငွေမရှာပါဘူးကြကြတိုက်မဲ့ပြင်းမြင်းဆိုင်ရောရှင်တန်ကောင်ကိုနေမပါလို့အလိုရှင်အလိုတော်တန်ကောင်ကိုနေမပါလို့အရက်ကလေးကိုတဲ့အာမနာအိမ်ကြီးချင်းကိုတဲ့အာမနာကိုကြီးကျော်အရက်များတောက်ပြီဆိုရင်ရက်လည်းအာမနာအိမ်ကြီးချင်းလည်းအာမနာကြက်ကပိုက်လို့ခေါင်ရည်ကတကြိုက်နဲ့ကိုကြီးကျော်ကမောင်းမတွေလောင်ကြီးထက်ကြအောင်ဆိုတော့ထည့်ရပြီတောင်းသဗျာငွေများရဲ့နဲ့လောင်းစရာငွေမရှာပါဘူးကြကြတိုက်မဲ့ပြင်းမြင်းဆိုင်ကြော့ရှင်မြင်းဆိုင်ကြော့ကိုကြီးကျော်ရဲ့မြင်းကြီးနဲ့ဆိုင်လာပြီဆိုရင်ကြကြတိုက်တော့မယ်သူ့ထည့်ရအောင်မယ်ဝတ္တရားရှိတယ်ဒီလိုအောင်းမိတာနတ်ကတော်နဲ့နတ်ကိုကိုယ်ယုံကြည်သူတွေနဲ့ဒီ relationship ဒီဆက်ဆံမှုကလည်းကျွန်တော်လူဖွဲ့စည်းတဲ့မှာရှိတယ်သို့တော်လည်းပဲပြောချင်တာပါလေကျွန်တော်တို့ကဒီလိုအကြောက်တရားနဲ့နေရတယ်ဆိုပေမဲ့လည်းဘာသာတရားလည်းကိုင်းဆိုင်နဲ့ကြီးညိုကြတယ်အခုတော့ယဉ်ကျေးမှုတွေပြောင်းသွားတယ်ဘလောက်တောင်ပြောင်းသွားလဲဒီဘက်မန္တလေးကျွန်တော်ရောက်လာတယ်ကျွန်တော်ဒီရောက်တာ15နှစ်လောက်ရှိပြီကျွန်တော်ပတ်ဝန်းကျင်မှာကြည့်တော့ကျွန်တော်ငယ်ငယ်ကရွာမှာတွေ့တဲ့မြင်ကွင်းတွေမဟုတ်တော့လူငယ်တွေအကုန်လုံးစပင်တွေကပြောင်းကုန်ပြီးအတန်တွေကပြောင်းကုန်ပြီးအဝတ်စားတွေကပြောင်းကုန်ပြီးမြန်လိုက်တာကျွန်တော်ပြောတဲ့ပြုတ်ကြကြံခဲ့တဲ့ယဉ်ကျေးမှုတွေကျွန်တော်အဟောင်းတွေကောက်ပြီးပွေ့ဖက်ထားဖို့ပြောတာမဟုတ်ပါဘူးကျွန်တော်တို့လည်းမတားဆီးနိုင်ပါဘူးယဉ်ကျေးမှုပြောင်ကြီးပွေနဲ့10 တောင်လောက်ရှိတဲ့ပစိုးကြီးနဲ့ဘိုဒီဘတ်လီနဲ့နေရမှာမဆိုလိုပါဘူးသို့တော့ကျွန်တော်တို့ယဉ်ကျေးမှုမဟုတ်တာတွေလည်းသောဘောရောဘောဝင်လာတာရှိတယ်ကျွန်တော်အိမ်ဘေးကခလေးတွေလမ်းပြင်ထွက်လိုက်ရင်စပင်အနဲ့မရှိတော့အနေတွေဖြစ်သွား
အကုန်လုံးကအချုံနေနဲ့ဖြစ်ကုန်ပြီမေးမွေးတော့ကအချုံနေတာမွေးရင်ဒီကောင်လေးပြတ်တတ်တာမင်းတို့ဘာနဲ့ချုံတော့ဆိုဟာဥနေချုံညင်လာတယ်လိုက်ခဲ့အာမလုပ်ပါနဲ့ငါသိရနေတော့ချုံညင်မအောင်ဒီဘက်ကအနီဒီဘက်ကအဝါအလဲကောင်မှရွှေရောင်နဲ့မင်းတို့မှမိုးချိုးမပြစ်တယ်ကွာဖြစ်ကုန်ပြီကျွန်တော်တို့လှောင်လို့မရဘူးပြစ်တင်လို့မရဘူးမုတ်စိမ်မွေးလေးနဲ့မျက်ခုံပေါ်မှာရေးထားတဲ့ I love you တဲ့ဘာနဲ့ရေးတာတက်တင်းထိုးထားတာဒီမှာရင်ဘတ်မှာလည်းတက်တင်းထိုးထားတယ်အုံခုခုခံခံခုံခံသွားဟာတယ်ဟာအဲ့ဒါဘာလို့လဲမသိဘူးတဲ့တက်တင်းဆရာထိုးပေးလက်မောင်းမှာလည်းဒီတိုင်းပဲတရုတ်နဂါးနဲ့ဗမာနဂါးနဲ့နပန်းလုံးနဲ့ဟုတ်တယ်မတစ်လျှောက်လုံးလက်ကလည်းအရင်မနေဘူးဒီလိုလုံနေဒီကောင်နဲ့တယောက်နဲ့တယောက်စကားပြောနေဟာဦးနေဘယ်သွားတော့လားတဲ့ကျွန်တော်ဟာတော်သေးတယ်သေရင်လို့မခေါ်လို့သူတို့ချင်းချင်းကြပြောတယ်ဟာမင်းခြေဘလွတ်လာအောင်လုပ်နေတယ်ဟာမင်းကကောက်ပဲတဲ့ဟာအိယာတဲ့မင်းရေဝင်မှကွာတဲ့ဟဲ့ကောင်မင်းကကောက်တဲ့ကောက်သီးတဲ့ဘာဒီပြောမှလည်းမသိဘူးဗမာစကားလည်းမဟုတ်ဘူးဖြစ်ကုန်ကြပြီလေပင်ခွေးဆွဲလေးနဲ့ဖြစ်သွားပြီဒီရှက်ရိုးကောင်းနေနဲ့ဖြစ်ကုန်ပြီအရိုးကောင်းကပါဇက်ကြီးကပြေးလို့ဖြစ်ကုန်ကြပြီဘယ်သူမှတားလို့မရဘူးတော့သွားမတားနဲ့ရိုက်ခံရလိမ့်မယ်လက်ဗရန်ရောက်သွားတဲ့အတိုင်းဖြစ်သွားလိမ့်မယ်တားလို့မရဘူးတော့မင်းကွာဒါကြီးမကောင်းဘူးမပြောနဲ့လူကပိန်ပိန်လေးလက်မောင်းလေးကပလွေရိုးလေးနဲ့အင်ကြီးကြီးနဲ့မင်းကွာစာချုပ်လူဝိတ်တာဟာစားပြီဦးလေးစားပြီတဲ့ကျွန်တော်စားပြီလေဒါစတိုင်းနဲ့ဖြစ်ကုန်ပြီပြောချင်တာကသို့တော်လည်းပဲဒီလူငယ်တွေသိမကြဘူးသက်30ကျော်ရင်လေကရုံးပြန်ဖြစ်သွားပြီသပင်လက်တူတူညက်ပြီးသပင်လေးလည်းအနဲ့ပြန်ဖြစ်သွားပြီလူမှုရေးလုပ်ငန်းတွေသူတို့ပြန်ဝင်လာပြန်ပြီသူတို့အောက်ကညီတွေအခုနလိုဝစားစင်မှုတွေနဲ့သူတို့အဲ့ဒီပြောဆိုတွေကိုသူတို့ကပြန်ပြီးထိမ့်မှတ်ကုတ်ကဲပေးပြန်ပြီကျွန်တော်တို့ကမစိုးရိမ်ပါဘူးယဉ်ကျေးမှုအစ်တွေကဧည့်သည်လို့လားဧကမှာခဏထိုင်ပြီးရင်ပြန်လာပါပဲကျွန်တော်ယဉ်ကျေးမှုဧကထဲမှာသူတို့အကြာကြီးမနေနိုင်ပါဘူးခုလူငယ်တွေကြည့်ပရဟိတလုပ်ငန်းတွေမှာလူငယ်တွေကြီးပဲလည်းကတော့အင်ကြီးလေးတွေနဲ့ဒစိတ်ကလေးတွေနဲ့ကိုယ့်ကိုယ်ထိန်းရပြီကိုကရက်တော့ချင်တယ်ဆိုတာတောင်မှကိုယ့်ဖွဲ့ရမတော့ကြဘူးဆိုတော့ကိုမတော့ဖြစ်တော့မင်းဒီဒစိတ်ကြီးနဲ့ဒီအင်ကြီးဒစိတ်နဲ့မင်းရက်မူးနေရင်ပဲဖြစ်မလဲလို့ဒီယူနီဖောင်းကသင်ပင်စစ်ချက်ကိုပြန်ပြီးမြင့်တင်ပေးတဲ့အခါသူတို့မတော့ဖြစ်တော့ပြောချင်တာကဘာလဲကျွန်တော်ယဉ်ကျေးမှုတွေစုပ်ယူသွားတယ်ဆိုပေမဲ့တရောသောဘာကြာကြံတယ်ဆိုပေမဲ့လူငယ်တွေကအသိပြန်ပြီးရှိလာတဲ့အခါနိုင်ငံတော်မှာတကယ်အရေးကြုံလာပြီဆိုရင်ဒီလူငယ်တွေရှေ့ကထွက်တာပါပဲဒါကြောင့်ကျွန်တော်တို့ကလူငယ်တွေကိုဘာပဲလုပ်ပေးရမလဲတဲ့မတ်ပဲ့ကိုပြင်ပေးရတယ်ပဲ့ပြင်တယ်ဆိုတော့လှေရလာတဲ့စကားပဲ့မပိုင်လှေကသွားချင်သွားမှာပေါ့ဘလောက်လှော်ရောက်ချင်ရောက်မှာပေါ့သို့သောကျွန်တော်တို့နောက်ကလူကြီးတွေကကျွန်တော်တို့လူဖွဲ့စည်းကပဲ့ပေးရတယ်ကောင်းတဲ့ရည်မှန်းချက်စီရောက်အောင်ကျွန်တော်တို့ပဲ့ရတယ်တာဝန်ရှိတယ်ခင်ဗျဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးတဲ့မရောက်သေးဘူးသတင်းစာထဲပါတာတကယ်မထင်နဲ့မယုံနဲ့အောင်မရောက်သေးခင်မမိသေးဘူးကျွန်တော်တို့တယ်လီဖုန်း3မျိုးရှိတယ်နော်ဘယ်တယ်လီဖုန်းမှာကောင်းကောင်းဆက်လို့မရဘူးနော်မယုံမရှိနဲ့မတ်ပုတူလည်းမရဘူးကျွန်တော်ရွှေဘိုသွားဟောတယ်ကျွန်တော်ဇနီးကိုကျွန်တော်လှမ်းပြီးတို့ချောမောရောက်ပြီရွှေဘိုအနောက်က9မိုင်လောက်ဝေးတယ်ရွာကျွန်တော်ဖုန်းဆက်လို့မရဘူး MPT ဘယ်လို့မှဆက်မရဘူးအဲ့တော့ကျွန်တော်လေ Oridu တို့ Telenor တို့ဘယ်သူရှိလဲကွာစာပေလူငယ်တွေကဝိုင်းထားကြတော့ကျွန်တော်က Oridu ဆရာတဲ့ခဏပေးပါမသားရဲလို့အိမ်ဆက်ချင်လို့ငါ MPT ကမရဘူးလို့ MPT ကမရဘူးဆရာတဲ့အင်းမင်းကဘာလို့ကျွန်တော် Telenor တို့ပေးပါမသားရဲ Telenor နဲ့မရဘူးဆရာဟုတ်ဗျာမင်းဘာလို့ခါချိတ်ထားတော့မရဘဲနဲ့ပြုံးမနေတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့ Oridu က Oridu သူက Oridu ဆရာတဲ့သားရဲခဏငှားပါအောင်ငါအိမ်ဆက်ချင်လို့ Oridu လည်းမရဘူးဆရာဟာမရတာမရတယ်အကုန်လုံးမင်းတို့ခါတယ်လီဖုန်းနေတယ်ရတဲ့နည်းရှိတယ်ဆရာတဲ့ဆရာအားနာလို့ဟာအာမနာနဲ့ပြောအခုဒီတန်လိုင်းရှိရမလားဆရာအေးရှိတယ်အဲ့တန်လိုင်းတိုင်းဆရာတစ်ဖာလုံးလောက်ရှောက်အောင်မှာမလို့ဟာရှောက်မယ်လေဘာဖြစ်လဲဖုန်းဆက်ရပြီးတာပဲအဲ့တစ်ဖာလုံးလောက်ရှောက်ရင်မကြီးပင်ကြီးရှိတယ်ဆရာအုံဆန်ရင်အေး
အဲ့ဒီမကြီးပင်အောက်အရေးကိုဆရာဝင်ရမယ်။အော်ဝင်မယ်ကွာမင်းတို့ဟာကြောက်ဆရာတောင်ကောင်း။တောင်ဘက်ကိုဆင်းတဲ့ဂိုင်းကြီးရှိတဲ့ဆရာမမှားဘူးတဂိုင်းနဲ့ရှိတာအေးဟုတ်ပြီ။အဲ့ဒီဂိုင်းနဲ့ဆရာငယ်လေးနဲ့တဲ့လှည့်လိုက်ဆရာ။အော်အေးဟုတ်ပြီ။တဲ့ပါစေဆရာတဲ့။အေးပါကွာ။ငယ်လေးနဲ့တဲ့ပြီဆိုရင်တယ်လီဖုန်းကိုဆက် MPT ရပါတယ်တဲ့အသာလေးထုတ်မျက်လုံးကလှန်လှန်ပြီးကြည့်နေတော့ဆရာလည်းမတက်လဲလို့မရဘူးတဲ့အသာလေးထုတ်တုံးလေးသုံးတုံးပေါ်လာလိမ့်မယ်လဲဦးဆရာသွားမကိုင်းနဲ့ဘူးနောက်နှစ်တုံးနောက်လုံးဝပျောက်သွားလိမ့်မယ်တိခန့်ဆရာကလည်းသူပြန်ပေါ်လာမှာတဲ့တတုံးဖြတ်ဆိုသုံးတုံးဖြစ်သွားလိမ့်မယ်ဆရာလက်မသွားနဲ့ဆရာလည်းအဲ့နေရာမှာစစ်ရှည်ဖို့သမာဓိအားကောင်းမှုလို့ဆရာအဲ့ဒီမကြီးပင်အောက်မှာကိုသောတာပန်ဖြစ်တာ3ယောက်ရှိပြီဆရာမြတ်စွာဘုရားကောင်းတာအဲ့လောက်တော့ရပါတယ်ကွာအိမ်ကမိမအတန်ကြားဖို့လိုတာပါတမိုင်သွားတယ်အဲ့လိုငရိနဲ့ချိန်နေတုံးလေးတွေကြည့်တယ်ရပြီဆိုတော့မှဆက်တယ်ဟုတ်တယ်အဲ့ဒီတော့မှခင်ခင်ထူးနဲ့စကားပြောရတယ်အေးကြားလားလို့ခင်ခင်တို့ကပြန်ဖြေတယ်အဲ့ကြားလားပဲကြားတယ်ကျန်တာမကြားဘူးဒုက္ခပဲအဲ့ဒါတော့ဒုက္ခခန္ဓာတောင်ကြားလားပဲကြားကျွန်တော်အိမ်ဘေးကဝါတော့ဟိုရေစကြိုဘက်ကရွာကဟိုတယ်လီဖုန်းတွေပေါ်တော့သူကခထိုးထားတယ်တခါလေးအမေမျိုးသိစကားရင်ပုံနဲ့ဆွဲထုတ်တာတစ်လုံးဒီကဆွဲထုတ်တာတစ်လုံးဟာကြီးတော့ပေါ်လိုက်လက်ဖုန်းတွေဒါမရရင်ဒါပဲဆရာကြီးတဲ့တနေ့တော့အင်ရှိမှာစော်ကြီးအေးအဲ့ဒါပါပဲမင်းပြောချင်တာဘယ်သူမှမသိစေနဲ့လင်းနောက်လိုက်တာတော့ညားကပဲမင်းနဲ့ငါနှစ်ယောက်တည်းသိပါစေနော်နှစ်ယောက်တည်းသိပါစေနော်တဲ့ကျွန်တော်တယောက်ကလုံးသိနေပြီဒီတယ်လီဖုန်းနဲ့တော့ခင်ဗျဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်စီမရောက်သေးဘူးနော်ထားပါတော့အစိုးရလည်းဒီလိုဗျအစိုးရလည်းကမနစ်တနေ့ Facebook ထဲတွေ့တယ်စာပေဟောပြောပွဲတွေမှာနိုင်ငံရေးမပြောရဘူးတဲ့သူတို့အကြည်ညိုပြစ်တဲ့စကားမပြောရဘူးတဲ့ဒုက္ခပါပဲဒါဆိုစာရေးဆရာဘာပြောမှမသိဘူးကိုယ်နိုင်ငံသားကကိုယ်နိုင်ငံအကြောင်းမပြောရဘူးတဲ့ဘယ်သူကလာပြောမလဲတော့မသိဘူးနိုင်ငံအရေးဟာနိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်ပြောရမှာပေါ့မပြောရဘူးပြောရင်ဖားမှာတဲ့အဲ့တော့နေဝင်းမြင့်ဖားမှာကြောက်လို့မပြောတော့ပါဘူးသို့တော်လည်းပဲစဉ်းစားကြည့်ပါဦးဒါကတော့ကျွန်တော်အဖွဲ့အစည်းကလုပ်တဲ့ပွဲနိုင်ငံကြီးလည်းမပေါအောင်ကျွန်တော်ဟောပါတယ်သို့တော်လည်းပဲဒီနေရာမှာကျွန်တော်စာရေးဆရာတွေကြုံနေရတာလေးလည်းသိစေချင်လို့ဘုရားကနာမတော်မယ်လူကိုဘာကြီးတော်မင်းကအင်မတန်ချစ်ရှာအင်မတန်ချစ်တော့နှုဆိုတဲ့စကားလေးကိုသူကပဲခေါ်တယ်သူကနှုရေနဲ့မိဖုရားကြီးကိုနောက်တော့သူစဉ်းစားတယ်ဒီနှုဆိုတဲ့စကားတိုင်းပြည်ထဲမှာဘယ်သူမှမပြောပါဘူးအမိန့်ထုတ်နှုဆိုတဲ့စကားလုံးမသုံးကအမိန့်ထုတ်လိုက်တော့တိုင်းပြည်ကဒုက္ခရောက်သွားတာဟောဗျာနှုဆိုတာမသုံးရတော့ဘာသာသုံးရမှာတော့အဲ့တော့အမတ်တွေကလည်းရှောက်တယ်ရှင်ဘုရားနှုမသုံးရတော့လဲသုံးရမယ်အစားထိုးတာတွေတစ်လုံးတော့ပေးအောင်မှာပေါ့အဲ့တော့တိုင်းသူပြည်သားတွေလည်းမေးလှပြီးနှုမသုံးရဘူးဆိုတော့သုံးရင်ရှာဖြတ်မယ်ဆိုတော့ကြောက်နေကြပါလေဘယ်ရစဉ်းစားလဲအေးဟုတ်တယ်နှုကတော့ငါပဲသုံးမယ်ငါမိဖုရားကြီးငါသိချစ်တာအဲ့တော့နှုအစားထွတ်သုံးกว่าဟောရတယ်တိုင်းပြည်မောင်းကျင်းနဲ့ခတ်နှုအစားထွတ်သုံးလို့ရတယ်အဲ့တော့မကြီးရွက်ခုတဲ့ကောင်မလေးကအောက်ကကြီးတော့ဟဲ့ငါ့ဘုမကြီးရွက်ထွတ်တဆုပ်တော့ပိုခိုးစမ်းနှုမသုံးအောင်ဆိုထွတ်တဆုပ်တော့ဈေးလေးရောက်တော့ချင်မောင်မြတ်ဒီချင်မောင်မြတ်ထွတ်လေးတွေကပဲဈေးတော့အဲ့လိုလောက်ရတယ်နှုမသုံးအောင်ဇာတိဆရာမနုရီအင်းဝအဲ့ဒီခေတ်ကရှိရင်ထွတ်ရီအင်းဝတောင်ဖြစ်သေးတယ်နော်ဒုက္ခရောက်ထွတ်ဒီနေ့တော့ဒီဟာတော့ချွတ်မှဖြစ်မယ်ဘယင်မဟုတ်ဘူးဘယင်တွေလည်းများသောအားဖြင့်ဂေါက်တာများတယ်မဟုတ်သေးဘူးဆိုတော့ဘယ်သူကပြင်လဲအနုပညာရှင်တွေကပြင်တာဘယင်နဲ့မိဘကပွဲကြည့်တယ်တညတော့သပင်ဆောင်မှာပွဲကြည့်ကလကာလေးကတက်သွားတော့အဆင့်မြင့်တဲ့ပုံမှာယဟန်ပုဂ္ဂိုလ်ကဟဲ့သူတော်ကအောက်ကဖះမနေ့ကငါကြက်ခိုင်းတဲ့ဖះရှိခိုးတွေရပါလားရပါဖះမနေ့ကငါဘယ်နာမှပြီးသွားတော့ဟဲ့
အောက်ကသူတော်ကဖြေတယ်မနေ့ကပြီးတဲ့ပိုက်ကတော့တေထွတ်ပသင်္ကာမိမှာပြီးတာဖေဟဲတေနုပသင်္ကာမိပါဒီဖေကြီးကနုဝစာထွတ်သုံးရမယ်ဆိုလို့ဖေရှိခိုးတွေကနုတွေအကုန်လုံးတပည့်တော်ထွတ်ပြောင်းထားပြီးပါပြီဖေဘယင်းကလန့်သွားတယ်ပြုံးဟုတ်သားပဲတေထွတ်ပသင်္ကာမိတွေဖြစ်ကုန်ပြီအမှန်ကတေနုပသင်္ကာမိကဲပြန်ပြောင်းပါကွယ်နုပြန်သုံးကြပါပေါ့ကျွန်တော်တို့အနုပညာရှင်တွေကလည်းတိုင်းပြည်မှာကမောက်ကမဖြစ်လာရင်တိုင်းပြည်နဲ့လူမျိုးအကျိုးကိုရှင်ပြီးကျွန်တော်ပြောလို့ရှိပါတယ်အစိုးရဆိုတာကာမတကာပါသူတို့ကျွန်တော်ပြောစရာလည်းအကြောင်းမရှိပါဘူးဘာဖြစ်လို့လဲဒီကနေ့ရှိတယ်မနေ့ပြန်သူတို့ကထောင်ကြရင်ကြတာသာသနာရေးဝန်ကြီးကြည့်ပါလားနော်ဒီငါးနှစ်လူတို့ကကြိုက်ချင်ကြိုက်မယ်နောက်ငါးနှစ်ကြိုက်ချင်မှကြိုက်မှာပေါ့အဲ့တော့သူတို့ကကာမတကာသူတို့မပြောပါဘူးပြောဖို့လည်းကောင်းလည်းမရှိပါဘူးကျွန်တော်တို့ကသူတို့ကြည်ညိုပြအောင်လည်းမပြောပါဘူးသူတို့ကလည်းကြည်ညိုစရာမကောင်းပါဘူးထားပါတော့နိုင်ငံရေးမပြောဘူးဆိုပြီးတလုံးတော့ပါသွားနှုတ်စာထွက်သုံးရတော့မှာမတတ်နိုင်ပြောချင်တာကကျွန်တော်ဗာလေအနှစ်ချုပ်ကျွန်တော်ပြောရမယ်နော်ကျွန်တော်ဟောပြောချင်တနာရှိပြီဒါပေမဲ့မိနစ်20လောက်ထပ်ပြောအောင်ပါခေါင်းလျှော်ရည်လေးမှရမှာရပါနော်တတ်နိုင်လူမှာအကြက်တဲကြီးနှစ်ခုရှိလာရင်တော့ဒုက္ခရောက်ပြီဘယ်လူဖွဲ့စီပဲဖြစ်ဖြစ်အကြက်တဲကြီးနှစ်ခုရှိလာရင်ဒုက္ခရောက်တာပဲရှိသလားမရှိဘူးလားကိုယ့်ဟာကိုယ်တွေးကြပါကျွန်တော်တွေးပဲပြီးမှာပါတခုက moral crisis ကိုချင်းသီလပြက်ပြီလူဖွဲ့စီတခုကကိုချင်းသီလပြက်လာပြီဆိုရင်ကျွန်တော်စောစောကပြောခဲ့တယ်တော့ကျွန်တော်အကြောင်းမဲ့ပြောခဲ့တာမဟုတ်ကျွန်တော်လူဖွဲ့စီကမြန်မာစိတ်လို့ပြောရင်မေတ္တာစိတ်ကိုကျွန်တော်ပြောခဲ့တယ်အဲ့မေတ္တာစိတ်ကြောင့်ကျွန်တော်တို့ကသရသီလသုဒ္ဓစာကပညာဟုယူဩတ္တပဟိရိမကောင်းမှုလုပ်အောင်မှရှစ်တဲ့စိတ်နဲ့နေခဲ့ကြတာနော်ဩတ္တပမကောင်းမှုလုပ်အောင်မှကြောက်တယ်မျက်ွယ်မှာလည်းကြောက်တယ်မျက်မြင်မှာလည်းကြောက်တယ်မျက်ွယ်မှာလို့မျက်ွယ်မှာမလို့ဘယ်သူမှတော့မမြင်ပါဘူးငါတော့တွေ့လိုက်အောင်မရှိဘူးတော့ရှေ့ရမြန်မာတွေမျက်ွယ်မှာလည်းစောင့်ထိန်တယ်မျက်မှောက်မှာလည်းစောင့်ထိန်တယ်နောက်ဆုံးနှစ်ပါးသရသီလသုဒ္ဓစာကပညာအရေးကြီးမှန်းသိပါတယ်သို့တော့နောက်ဆုံးနှစ်ပါးပုံရေးကြည့်တယ်မကောင်းမှုလုပ်အောင်မှရှစ်တယ်မကောင်းမှုလုပ်အောင်မှကြောက်တယ်အဲ့ဒီတရားနှစ်ပါးနဲ့လောကရခိတလောကပါဠလောကကိုကျွန်တော်တို့ကစောင့်ရှောက်ထားမကောင်းတာမလုပ်ဘူးမကောင်းတာလုပ်မှငါရှစ်တယ်ငါမိဘလည်းရှစ်တယ်ငါဘိုးဘွားလည်းရှစ်တယ်တလျှောက်လုံးရှစ်ခဲ့တာငါကြမှာငါမဟုတ်တာမလုပ်ဘူးမကောင်းတာလုပ်မှငါကြောက်တယ်ငါမလုပ်ဘူးအခုမဟုတ်တော့တော့မကောင်းတာလုပ်မှရှစ်တယ်မကောင်းတာလုပ်မှကြောက်တယ်ဆိုတဲ့လူကနည်းနည်းလေးဖြစ်သွားပြီခလေးကတ်တွန်းတစ်ပုဒ်ပါတယ်သတင်းစာထဲမှာလူကောင်းတွေကကြည့်ဒီလိုလေးကိုကြည့်ကြည့်နဲ့ဒီမျက်နှာအမဲတက်ထားတဲ့သခိုးတွေကဝိုင်းဟားနေကြတယ်ဟာတဲ့ကတ်တွန်းကသခိုးတွေကများပြီများတဲ့အခါကျတော့မကောင်းတာလုပ်မှမရှက်တော့ဘူးဆိုတဲ့လူတွေမကောင်းတာလုပ်မှမကြောက်တော့ဘူးဆိုတဲ့လူတွေများလာတော့ရှက်တယ်ဆိုတဲ့လူကြောက်တယ်ဆိုတဲ့လူတွေကတောင်းဘာလို့လုပ်မှမသိဘူးအများမိုးကားရတတ်သူလိုက်များပတ်ဝလေမလားဖြစ်ကုန်ပြီဘာပြက်လာလဲဆိုရင်ကိုချင်းသီလအစပြက်တာပဲလူဖွဲ့စည်းတစ်ခုမှာကိုချင်းသီလပြက်တဲ့လူတွေများပြီဆိုရင်အဲ့ဒီလူဖွဲ့စည်းမကြောက်ဘူးပြက်စီးတော့မယ်ဒါနံပါတ်1အချက်ဒုတိယတစ်ချက်က identity crisis ကိုလူလို့ပြောရမှတောင်ခက်နေတဲ့လူဖွဲ့စည်းဒီနိုင်ငံမှာငါလူဖြစ်ရတာအဓိပ္ပာယ်ကိုရှိရလားလို့စတွေးပြီဆိုရင်အဲ့ဒီနိုင်ငံကအဲ့ဒီလူဖွဲ့စည်းမကြခင်ပြတ်တော့ငါခုရက်နေတဲ့နေရာကငါနေရာဟုတ်ရဲ့လားပြတ်တောင်မှစီးဝိုင်းဝိုင်းလိုက်ရင်ပြတ်တွေတိုက်ခါနေစီးဝိုင်းဝိုင်းတာကိုစိုင်ပြင်တယ်လို့ခေါ်လူကစိုင်ပြင်လို့မရဘူးကိုယ်စီးဝိုင်းမရှိဘူးဒီနားနေတော့ငါနေရာမဟုတ်ပါလားကိုနားသွားနေတော့ဘူဒိုဇာ20အဆောင်နေတယ်ဆိုရင်ပဲကောင်းတော့ဘူဒိုဇာကြောက်လို့ဟိုနားသွားနေတော့ဆိုင်းဘုတ်ကစောင့်နေပြီဘယ်သူပိုင်နေမြေဘယ်တော့မှပိုင်မှန်းလည်းမသိဘူးအဲ့ဒါကြောင့်လို့တောကြီးသွားနေတော့တက်တော်ကပိုင်နေမြေဆိုပါတော့ကိုယ်နိုင်ငံသားကကိုယ်နိုင်ငံထဲမှာရက်တီယာမရစောက်တီယာမရ
ပြေးလွှားနေရပြီဘသူကမှအားကိုးရာမရတော့ဘူးဆိုတဲ့လူဖွဲ့စည်းဖြစ်လာရင်အဲ့လူဖွဲ့စည်းပြတ်တော့မယ်ဒီနိုင်ငံမှာငါလူဖြစ်ရတာဘယ်မှာကောင်းလို့လဲငါဘသူအားကိုးရမှာလဲငါဘသူစီသွားတိုင်ရမှာလဲငါ့ကိုဘသူကစောင့်ရှောက်နေတယ်လဲငါသားသမီးတွေရဲ့ပညာရေးကဘယ်နဲ့နေတော့ငါကရောဘယ်နာနေရမှာတော့ငါရဲ့နေဝင်ချိန်ကအတိတ်ပဲရှိရလားငါဒီနိုင်ငံသားဖြစ်ရတာကိုကို self confidence ကိုယုံကြည်လောက်တဲ့စိတ်နေပါလာပြီဆိုရင်ပုံမှန်လည်းပြောရင်ကိုလူလို့သတ်မှတ်ဖို့ခက်လာပြီဆိုတဲ့လူတွေများလာပြီဆိုရင်အဲ့ဒီလူဖွဲ့စည်းမကြခင်ပြတ်တော့မယ်ကျွန်တော်တို့လူဖွဲ့စည်းကိုပြောနေတာမဟုတ်ဘူးနော်စဉ်းစားစရာသို့သောကျွန်တော်တို့လူဖွဲ့စည်းမှာကိုချင်းတီလာပြတ်တဲ့လူတွေများမလာဘူးလားကိုလူလို့သတ်မှတ်ဖို့ခက်လာတယ်ဆိုတော့အခြေအနေကြီးစိုက်မလာဘူးလားဖြစ်လာတယ်ဆိုရင်တော့သိအခြေအနေမကောင်းဘူးဒါဘာနဲ့ထိန်းရမလဲသီလနဲ့ထိန်းရပါတယ်သိက္ခာနဲ့ထိန်းရပါတယ်ပညာနဲ့ထိန်းရပါတယ်တယောက်ကိုတယောက်အပြန်အလှန် trust ယုံကြည်မှုနဲ့တိုင်းသူပြည်သားကအစိုးရကိုယုံကြည်ရလိမ့်မယ်အစိုးရကတိုင်းသူပြည်သားယုံကြည်ရလိမ့်မယ်ဒီလိုဖွဲ့စည်းမှာလည်းပဲအုပ်ချုပ်တဲ့ top level ကပုံကိုယ်တွေကိုကျွန်တော်တို့အသင်းသားတွေရောဂျန်နဲ့အဆင့်ဆင့်သောပုံကိုယ်တွေကယုံကြည်ရလိမ့်မယ် top level ကပုံကိုယ်တွေကလည်းကိုယ့်လူတွေကိုယုံကြည်ရလိမ့်မယ်ဒီ trust ဝင်းဆက်ပြတ်ပြီဆိုရင်မယုံကြည်ရတော့ဘူးဆိုရင်အဲ့ဒီဖွဲ့စည်းအဲ့ဒီ company ဖွဲ့စည်းအဲ့ဒီလူဖွဲ့စည်းအဲ့ဒီ community အဲ့ဒီအတိုင်းအဝိုင်းတယောက်ကိုတယောက်အမိသဟဲပြုတ်ပြီမယုံကြည်ကြတော့ဘူးဆိုရင်ပြတ်တော့မှာပဲသိကြတယ်အမိတဲ့သဟဲတဲ့အမိကတော့ဟုတ်ပါတယ်သဟဲရပါတယ်မိတော်မိလျံလေးစက်ကူစလေးမိရှုမိသွေးလေးနှစ်တောင်ပွားတယ်မတောက်ဘူးတော့တော်တော်နဲ့ရက်တောင်လေးခတ်ပြီးတော့လေဆိုတဲ့ဓာတ်ကလေးပေးရတယ်အဲ့ဒါသဟဲပဲဒါကြောင့်ကျွန်တော်တို့အမိရှိတော်လဲသဟဲရှိမှဒီမိတောက်ကလေးထတောက်ရတယ်လို့ပဲတယောက်ကိုတယောက်ယုံကြည်မှုနဲ့ trust သိရကြည့်ပါလေဒုတိယတီတစ်လုံးကတော့ transparent ဒီ transparency လို့ခေါ်တဲ့ top level ကဘာတွေလုပ်နေသလဲအောက်ကကုန်သိရအောက်ခြေကလူတွေကလည်းဒု top level ကပုံကိုယ်တွေဘာတွေလုပ်နေသလဲဘာစီမံကိန်းတွေချနေလဲဒုတာဝန်တွေကဘာတွေလဲဒီ transparency ဒီပွင့်လင်းမြင်သာမှုကလည်းအရေးကြီးပါတယ်လူဖွဲ့စည်းမှလည်းအရေးကြီးပါတယ်နိုင်ငံမှာလည်းအရေးကြီးပါတယ်နိုင်ငံတော်အစိုးရကဘာတွေလက်မှတ်ရေးထိုးထားပြီလဲဘယ်နိုင်ငံနဲ့စာရီချုပ်ထားပြီလဲတိုင်းသူပြည်သားဟိုးအောက်ကအမှိုက်လှဲတဲ့လူထိသိရတယ်တိုင်းသူပြည်သားကလည်းယုံကြည်ရလိမ့်မယ်တို့အစိုးရဒါတွေလုပ်နေတာတို့အတွက်ပဲအဲ့ဒီကြားထဲမှာ trust ပြောင်းနေပြီဆိုရင်ဒါမဟုတ်ဘူးကျွန်တော်နိုင်ငံရေးပြောတာမဟုတ်ပါဘူးစဉ်းစားစရာတွေပါဒါကြောင့်ကျွန်တော်တို့ကဘာအရေးကြီးလဲပြောရင်မေတ္တာအရေးကြီးတယ်အုပ်ချုပ်သူကချပေးတဲ့မေတ္တာနိုင်ငံသားကခံယူရတယ်လို့ပဲနိုင်ငံသားကလည်းနိုင်ငံသားကခြေပုံရမယ်တာဝန်တွေနဲ့နိုင်ငံတော်ကိုပြန်အလုပ်ကျွေးပြုတ်ဥတူယုံကြည်မှုနဲ့တူပွင့်လင်းမြင်သာမှုနဲ့ဒီ trust and transparency အရေးကြီးတယ်ဒီလိုဖွဲ့စည်းမှလည်းဒါအရေးကြီးတာပဲဒီနှလုံးပါပဲဒါကြောင့်ပညာနဲ့ကျွန်တော်ထိန်းကိုရတယ်ကိုကပညာမတတ်ရင်သူများကလာစီမံခန့်ခွဲသွားလိမ့်မယ်အဲ့သိကြတယ်ကျွန်တော်တို့လူငယ်တွေအထူးသဖြင့်ပြောချင်လားကိုကစီမံခန့်ခွဲတာမတတ်ရင်သူများစီမံခန့်ခွဲတာခံကိုခံရလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ပညာကြီးဖို့လိုတယ်လို့ပြောတာသာမန်ကရှံကမဟုတ်ပါဘူးကျွန်တော်ပြောသွားပြီးပညာကြိုးစားကြပါလို့ပြောပြီးပြန်သွားလို့ရတယ်မဟုတ်ဘူးနော်ကျွန်တော်တို့EO နေလာတဲ့နှစ်ပေါင်းဒီဘက်လွတ်လပ်ရေးရပြီးတဲ့နှစ်80ရှိပြီပညာအတွက်ဒီကနေ့အထိကျွန်တော်တို့ရိုက်ကြနှစ်ကြပြောကြဆိုကြရင်းကြခုံကြလုံနေကြရတော့ပဲပညာကတကယ်တမ်းကျွန်တော်တို့မှန်တိုင်းဝန်ခံရရင်အနားမှာရှိတဲ့နိုင်ငံနဲ့ရှင်လိုက်ရင်ကျွန်တော်တို့အခုတည်းကကျွန်တော်တို့ book based learning ပဲစာအုပ်ကိုခြေခံတဲ့သင်ကြားမှုနဲ့သွားနေတော့မယ် computer based learning ကျွန်တော်မသွားနိုင်သေးဘူးကျွန်တော်အိန္ဒိယနိုင်ငံလေးတစ်နိုင်ငံဒီဘက်ကြောင်းအကုန် laptop တွေနဲ့ဖြစ်ကုန်ကြပြီခလေးတွေ laptop ပေးနိုင်အောင်လုပ်ကုန်ကြပြီဒါကြက်ခဲ့ဆိုတော့ parent education မဟုတ်တော့ဘူးဒါလေ့လာခဲ့ရလို့ခလေးတွေကို library ထဲပို့လိုက်တဲ့ဖြစ်ရောက်ပါ
နှင်းစီပန်းအကြောင်းသွားလေ့လာကြလို့ပြောရင်နှင်းစီပန်း library တွေကစာအုပ်တွေကရှာပြီး laptop မှာရေးလာဆရာမကိုလာပြတဲ့အခါခန်းထဲမှာကျောင်းသားလေး90ရှိရင်နှင်းစီပန်းအကြောင်း90ပါလာတယ်နှင်းစီပန်းဆိုဒီမှာတချို့ကဝါရွေတချို့ကဖြူသည်ဆိုတဲ့ကြက်လာပြီး90စလုံးတသံနဲ့ထွက်တာမျိုးမဟုတ်တော့ဘူးနော်ဒါတော့ပညာရေးပဲရောက်သွားလိမ့်မယ်ကျွန်တော်တို့ပညာတကယ်တက်ရလိမ့်မယ်ဘုရားရုံတကောင်နဲ့မြေခွေးတကောင်ကငချင်းတကောင်ကောက်ရဘယ်လိုခွဲရမှမသိဘူးပညာမတက်တော့ရှင်သေးရလာတယ်ဘာဖြစ်လာတော့ဟုတ်ငချင်းကြီးအကြီးဗျာကျွန်တော်တို့ဘယ်လိုခွဲရမှမသိလို့ဟာဒါမျိုးကပညာရှိမှခွဲတတ်တာငါခွဲပေးမယ်ဟုတ်ကဲ့လို့ပေါ့တောက်ရောက်အမိပိုင်မင်းယူလိုက်တောက်ရောက်ခေါင်းကမင်းယူသွားငါခွဲကအလဲဟာငါယူတယ်ပေါ့အဲ့ဒါ lion share လို့ခေါ်တယ်ရှင်သေးဝေစုခေါ်တာပဲရှင်သေးကကောင်းပိတ်ဆိုတာဝေစုယူနေကြပဲပညာမတတ်ရင်ကိုကခေါင်းကင်ထားပညာမတတ်ရင်အမိကင်ထားတဲ့ဘောနဲ့ဒီငချင်းကြီးတစ်ကောင်လုံးကောက်ရပါလျက်ကနဲ့အမီးနဲ့ကျင်တတ်ရတာမျိုးခေါင်းနဲ့ကျင်တတ်ရတာမျိုးကျွန်တော်တို့ဖြစ်သွားလိမ့်မယ်။ဘာလို့လဲ lion share ရှင်သေးဝေစုစီမံခန့်ခွဲတဲ့လူကလာယူသွားလိမ့်မယ်။ဆရာမတူလေးတယောက်ရှိပါလေပေါ်တာတဲ့ရွာမှာသမတန်ဒီကောင်နဲ့ကောက်တယ်ထရေကလည်းနေတိုင်းတော့မေကြီးအသက်80ကျော်ပေါ်တာရဲ့အမေလှုပ်ကြွပါအောင်မင်းဖေမရှိတာလည်း10နှစ်ကျော်ပဲ။အဲ့တော့ဆရာမတို့ဆွေမျိုးသားချင်းများကစံတော့ထောက်ပံ့တာပေါ့။ဟင်းချက်ဆရာတော့ဘယ်အများနဲ့ထောက်ပံ့နိုင်မလဲသူလည်းရှာကြကိုလည်းရှာကြငါဆွေမျိုးသားချင်းတွေကထောက်ပံ့လို့သားရည်စံပြူလေးတော့စားရပါရဲ့မင်းကလုံမကြွေပဲထရေးကြီးတောက်တော့အမေသက်80ကျော်ပြီငါသားရဲ့ကဲ80ကျော်တော့ဘာဖြစ်တုံးဗျာဒီကမုံမုံနဲ့80ကျော်တော့ဘာဖြစ်တုံးမလုံးနဲ့အမေလေးမြေဦးလေးနဲ့စံပြူလေးနှုတ်စီဘူးတူချက်ငါမစားရနေနိုင်နဲ့မင်းမစားမှာဆိုလို့နှုတ်စီကကလေးယူဟိုးအခင်းတကာသွားအောက်ကသဲကပူအပေါ်ကနေကပူအမေလေးသဲလေးတွေရက်ခါနဲ့ရှာတော့မှຫນွေတုံးကကြကြတဲ့ပင်လုံးစီလေးအမေထက်ပြန်လာတော့ထင်းမရှိဘူးလမ်းကြိုလမ်းကြားအခင်းကြိုခင်းကြားကတစ်တူသစ္စာကောက်လာအဲ့ဒီပင်လုံးစီလေးပြုတ်စီမဆန်းနိုင်ပါဘူးသားရဲ့စားမဖြူနိုင်ပါဘူးမရှိပါဘူးအမေလေး10မိနစ်တလုံးတစ်စုပ်ကိုအဲ့ဒီပင်လုံးစီပြုတ်နေစားမင်းကြည့်ကောင်းသလားမင်းဒီခန္ဓာကိုယ်ကြီးနဲ့အမေချွေးကနေပတ်စံတယ်မဲ့ထေရတောက်နေသေးတယ်ဟာအမေနဲ့တော့ရွာတောက်လာတာကြီးတော့ဘယ်ရောက်ကုန်မှမသိဘူးအမေခမရမသေးသေးလို့ပါဗျာခမရသေတဲ့နေကျုပ်ကစလှုပ်ကြွေးတဲ့နေပါသေတဲ့နေလှုပ်ကြွေးတော့ငါဘယ်လိုလုပ်ထစားပြစ်တောက်နဲ့နေတိုင်းစုပေါ်တာကလည်းလာမကြိုက်ဘူးတိုင်းဗျာအမေကလည်းအဲ့ကျုပ်ကတောက်လိုက်ခမရဆူတာပဲသူမပေါ်အမေပင်မနှပြီဒုက္ခဘောဓပစိုးတို့ပစိုးလေးတစ်ထည်ခြုံပြီးတော့ထွက်သွားအဲ့တော့မအေးဆိုတော့ဘယ်အိမ်များသွားပြီးတော့မြေချင်းတူးမှာပါလေသူများအိမ်စရင်ငါများသွားလို့ငါဆူတာမှားပြီငါသားလေးတခါမှလုပ်ကူတာမဟုတ်ဘူးမေရစိတ်ပူမဟုတ်ဘူးဘောဓပြန်လာပစိုးလေးဝတ်ကောင်းမလေးကနောက်တစ်ထည်နဲ့ခြုံပြန်လာရန်ရတဲ့အမွှေးနှုတ်ထားတဲ့ကြက်မအေးပြစ်ပြီးရော့ချက်ကျုပ်ကမလုတ်ချင်လို့ရတွေ့လာနိုင်ဝက်ပဲကြတယ်ကြက်ပါလာအဲ့ဒါအမေအားကိုးတာပေါ့သားရဲ့အားကိုးမနေနဲ့ခမရကျုပ်ကအများအားနှိမ့်နေတယ်မဟုတ်လားအခုကျုပ်နမူနာတွေ့တယ်မဟုတ်လားကျုပ်ဆွမ်းစားသိပြီမဟုတ်လားခမရအေးပါသားရဲ့ချက်မမေးတော့ငေါက်လိုက်သေးကြက်ပါလာဟုတ်ချစ်ချက်စားဘိုက်ကောင်းစားပြီးသားမင်းနှစ်ယောက်အိတ်လူကြီးဆိုတော့မေးက sorry no မနေ့၄နာရီတော့ဟဲ့ကောင်ပေါ်တာဟဲ့ကောင်ဟာအမေကအစိုးရှိဗျာဘာလို့နှုတ်နေရတော့ခမရလုတ်ပါပဲခမရမလုတ်နဲ့ပြောငါတခုတည်းထားမိလို့ပြောဗျာဘာလို့တို့ရင်ကခါတိုင်းတွန်နေကြညောင်ကန်ကျက်တွန်တာမကြောက်ဘူးနော်ပေါ်တာဒီဘက်လှည့်ပြုံးအမေအတွက်ဆိုကျုပ်ကရင်လေးသေးဗျာအမဘာရင်လေးသေးတော့အမေ90ကျော်ပြီလက်ဆက်သက်တော့ခမရတရားမရှိသေးပါလားအမေလောကမှာဘယ်ဟာမှမမြဲဘူးနော်အမေပေလုံးစီသင်္ခါရညောင်ကန်ကျက်လည်းသင်္ခါရအမေပေလုံးစီသင်္ခါရညောင်ကန်ကျက်သင်္ခါရကိုယ်ငါ့ကိုကျက်
တာလေးကိုမှုနှုတ်လိုက်ပြီးမေးပြစ်ပေးမေယူတောင်ပြန်ပြောသေးတယ်ပဲလုံးစီသင်္ခါရညောင်ကန်ချက်သင်္ခါရအဲ့ဒီမှာရက်နေရင်ပြဿနာမရှိဘူးနော်လေဗရောင်းသင်္ခါရဖြစ်လာရင်အေယာဝတီသင်္ခါရဖြစ်လာရင်ပြဿနာဖြစ်လာသံလွင်မြစ်သင်္ခါရဖြစ်လာရင်ပြဿနာဖြစ်ပြီးပုပ်ပားတောင်သင်္ခါရဖြစ်လာရင်ပြဿနာဖြစ်ပြီးခါကာဘူရာစီတောင်အခုမနေ့တနေ့ကသင်္ခါရကိုချောင်းနေတဲ့လူကချောင်းနေပြီအဲ့ဒါကြရင်တော့ပြဿနာတက်ပြီကိုယ်အိမ်ထဲကရှိတဲ့သယံဇာတကိုထုတ်ပြီးရောင်းအဲ့ဒါကျွန်တော်ပညာမဟုတ်ဘူးနော်အဲ့ဒါကတော့အစိုးရမှမဟုတ်ဘူးပေါ်တာတောင်ကိုယ်အိမ်ကချက်ကိုဟိုးချက်တတ်တယ်အဲ့ဒါပညာမဟုတ်ဘူးဘလောက်ကျွန်တော်သုံးနိုင်မှလဲမြေရင်းတက်တွေဘလောက်ကျွန်တော်ရှိမှလဲတစ်ပင်တွေကသင်္ကုတ်တူတွေကြီးပဲကြံရင်ပင်လယ်မြေချောင်းတွေထဲမှာငါဖျင်းဆက်လက်တောင်ရှာမရတော့ဘူးဆိုရင်မြေရင်းတက်တွေကဦးတောင်ထွက်မလာတော့ဘူးဆိုရင်တတ္ထုကတန်တူတန်ဆလိုက်ကောက်တဲ့ကလားတောင်ရှာမရတော့ဘူးဆိုရင်ပြဿနာတက်ပြီကျွန်တော်နောင်လာမဲ့မျိုးဆက်ဟာပညာနဲ့မသွားလို့ကတော့နတ်ညံဝေကိုကွဲထားသလိုပဲနတ်ညံဝေကိုများကွဲရင်ကျွန်တော်အမေတို့ကငယ်တော့မကစားအောင်နတ်ကွန်းစင်ကညံဝေကိုကွဲနဲ့ကျွန်တော်ကဒိုးပစ်ပြီးမကစားရဘာလို့ခြေထောက်နဲ့တက်ရတာနတ်ကိုကြောက်တာမပြောနဲ့တော့ဒီညံဝေကိုကွဲကြတာတော့ဒိုးလုပ်ပြီးမကစားရကြောက်ရတယ်ဘဝကြားကြောက်ရတာကိစ္စမရှိဘူးကြားချီးပါကြောက်နေရတာမျိုးပညာမတက်လို့တော့ကျွန်တော်တို့ကတော့သယံဇာတအားကိုလို့မရဘူး human resource တဦးချင်းဟာပညာနဲ့ရင်းမြစ်ဖြစ်နေတဲ့တကယ်အနာဂတ်စီသွားတဲ့ပညာတတ်လူဖွဲ့စည်းဖြစ်ဖို့လိုပါတယ်အခုတော့ကျွန်တော်လူမျိုးကမဟုတ်တော့ဘူးတယောက်ကိုတယောက်ကျွန်တော်စောစောပြောသလိုပဲမုဒိတာမပွားနိုင်ကြတာညီညွတ်ခြင်းမရှိတော့ဘူးငြိမ်းချမ်းခြင်းဆိုတာဝေးရညီညွတ်ခြင်းလည်းမရှိဘူးတယောက်နဲ့တယောက်နှစ်ယောက်ရှိရင်ကျွန်တော်လူမျိုးကသုံးဘွဲ့ကွဲအော်စရာသိကောင်းတယ်တလောကဘတ်စကားဂိတ်မှာကျွန်တော်မတ်တက်ရက်နေကျွန်တော်ရှိမှတယောက်ပဲရှိတယ်သူကကားကိုလှမ်းမျှော်ကျွန်တော်နောက်ကရှိရသူကမသိဘူးပြီးတော့သူကမတ်တက်ရက်ပြီးတယောက်တည်းပြောနေဟိုဘက်တိုးပါအောင်ကွာတယ်အဲ့တော့ကျွန်တော်ကဟိုဘက်တိုးပါအောင်ကွာသူနားလည်းဘယ်သူမှမရှိတော့တို့ပြီးမေးကြည့်တယ်ခမရဘယ်သူပြောတာငါပြောနေရတယ်တယောက်တည်းရက်နေတာတောင်ဟိုဘက်တိုးပါအောင်နဲ့သူ့ဟာသူမတည့်ဘူးတယောက်နဲ့တယောက်ကျွန်တော်တို့ဒီလိုသွားနေလို့တော့မဖြစ်ဘူးတယောက်ကိုတယောက်မကောင်းတဲ့စိတ်နဲ့သွားနေလို့လည်းမဖြစ်ဘူးဘုရားမိမသုံးယောက်ရှိတယ်မတ်တင်အောင်နဲ့မလှကြည်တဲ့ဒေါ်စိတ်ကြီးတဲ့ကျွန်တော်တို့အညာဘက်ကမျက်စိကတက်ရင်ထမင်းဆိုင်သုံးဆိုင်တန်းလို့ဘာမှမရှိဘူးသုံးဆိုင်စလုံးသူ့မိတ်နဲ့သူစားကြတာသူတို့ချင်းကလည်းတဲ့တယ်ဒီနေ့တော့မတ်တင်အောင်ကအဲ့လိုတဲ့တဲ့ကြားတွေကဆိုင်းဖို့သွားအားတယ်ခါတိုင်းဆိုင်းဖို့မရှိဘူးသူ့မိတ်ကုန်းမိတ်စားနေကြတာပဲမတ်တင်အောင်ကဆိုင်းဖို့လေးတော့ရှိမှကောင်းမယ်သူကသူစဉ်းစားပြီးသွားပြီးတော့ဆိုင်းဖို့အပ်တယ်မတ်တင်အောင်ထမင်းဆိုင်ပြဿနာမရှိဘူးအဲ့ဒီရှိတဲ့ပြဿနာမရှိဘူးသူကကွန့်ပြီးတော့ပကြီးဆရာဘာမထီမတ်တင်အောင်ထမင်းဆိုင်ဘာမထီမတ်တင်အောင်ထမင်းဆိုင်ဆိုတော့ဟိုဘက်နဲ့ဆိုင်ကမတ်တင်အောင်ဆိုပြီးရတဲ့နဲ့ဘာမထီဆိုတာတို့စောင်းတာပဲဟိုနှစ်ဆိုင်ကမကျင်တတ်ဘူးမကျင်တတ်တော့ဒေါ်လာကြီးဆိုတဲ့အလဲရဆိုင်ကလည်းဆိုင်းဖို့သွားတယ်သူကဘာမထီမတ်တင်အောင်ဆိုရင်ဟေးငါဆိုင်းဖို့တစ်ချက်ရေးစံဘယ်လောက်ပေးရဘယ်လိုရေးမလဲတော်ကြီးတနာတယ်မလှကြည့်လို့ရေးလိုက်ဘာမထီလောက်တော့တနာတယ်ပေါ့ဒီဘက်ကဒေါ်စိတ်ကြီးကဆိုင်းပုံနဲ့ချက်နေဘယ်လိုဖြစ်တာတော့ကောင်းမတွေခါတိုင်းဒီတိုင်းရောင်းနေတာပါအမှားတယောက်ကဘာမထီမတ်တင်အောင်တယောက်ကတနာတယ်မလှကြည့်ဟာငါဒီတယ်မသားရင်တော့ငါဒုက္ခရောက်တော့မယ်သူကလည်းဆိုင်းပုံသွားအပ်ဟေးပကြီးဆရာမင်းတို့စောစောဟိုကောင်မတွေဆိုင်းပုံဘယ်လောက်ပေးရတော့တစ်ချက်အစိတ်50ပေးမယ်တစ်ချက်ရေးစမ်းဟုတ်ကဲ့ထိတ်ဆုံးကဗုဒ္ဓံဓမ္မံသံဃံဟုတ်ကဲ့အလဲကဒေါ်စိတ်ကြီးထမင်းဆိုင်ဟုတ်ကဲ့အောက်ဆုံးကရေးလိုက်တစ်မျိုးလုံးအော်ဒါလိုက်သည်လို့ဘလုံးမလိုက်မမှီအောင်လုပ်ရတာဒေါ်စိတ်ကြီးထမင်းဆိုင်တစ်မျိုးလုံးအော်ဒါလိုက်သည်ဆိုတော့ဟိုဘက်ကဆိုင်းဖို့ပြန်ဖြုတ်ရနော်ကျွန်တော်တို့တယောက်နဲ့တယောက်မတူတော့ဘူးကျွန်တော်ပြောသလိုပဲမတည့်ရအောင်အခုလူငယ်တွေနဲ့ကျွန်တော်တို့နဲ့သိကွာသွားပါပြီဒီလူငယ်တွေက electronic နည်းပညာနဲ့မွေးလာကြပြီသိပ္ပံနဲ့ဒီထွန်းစမ်းသစ်မှုတွေသူတို့ရှိလာကြပြီခင်မိခြင်းနဲ့ခရစ်ဆန်ခြင်းတွေသူတို့နှပန်းလုံးနေကြပြီဖွံ့ဖြိုးမှုနဲ့ westernization လို့ခေါ်တဲ့အနောက်ဆန်မှုတွေသူတို့မြင်တွေ့နေရပြီကျ
ကျွန်တော်ငယ်ငယ်တုန်းကတော့မဟုတ်ဘူးကျွန်တော်ပြောသလိုစစ်တွေတော်လှန်ရေးတွေနဲ့ကျုံရတယ်။ဦးနာကျိုးကန်းတွေနဲ့ကျုံရတယ်။ပြန်လဲထူထောင်ရေးတွေကြားထဲမှာလူလွန်ပြီးကြီးရတယ်။မဖွံ့ဖြိုးခြင်းနဲ့ရှေးရိုးဆန်မှုကြားထဲမှာကျွန်တော်ကြီးရတယ်။ကျွန်တော်တို့မြို့ကိုဟိုဘက်ကရန်လန်းချောင်းကိုတစ်ခါလောက်ရောက်ဖို့ရင်တစ်သက်လုံးပြောမဆုံးတော့ဘူး။ကဘာမှာဘာဖြစ်တယ်ဆိုတာမပြောနဲ့အနားရွာတွေမှာဘာဖြစ်တယ်ဆိုတာတောင်ကျွန်တော်တို့မသိတော့ဘူး။ဒါကြောင့်ကျွန်တော်တို့ကနေလူဖွဲ့စည်းကမြန်လူဖွဲ့စည်းဖြစ်လာပြီဆိုရင်ကျွန်တော်နဲ့တခါတည်းပါလာရမှာကဘာလဲပညာပါပဲတခါတည်းပါလာရမှာမေတ္တာပါပဲကျွန်တော်ဒီကုန်းချုပ်ပါမယ်ပညာဆိုတာဘာလဲပညာဆိုတာမိလိန်ဒမင်းကြီးကရှင်နာဂသိမေးလျှောက်ရှင်ဘုရားပညာလို့တော့ပြောပါတယ်ဖေပညာနဲ့ပညာအရေးကြီးတယ်လို့တော့ပြောပါဖေသို့တော်တပည့်တော်နားမလည်ပါဘူးဖေမင်းကြီးတဲ့ပညာဆိုတာထုံးလင်းခြင်းလက္ခဏာရှိတယ်ပိုင်းဖြတ်ခြင်းလက္ခဏာရှိတယ်အဲ့လိုပြောယုံတယ်လေတပည့်တော်နားမလည်နိုင်ပါဘူးဖေရှင်နာဂသိဏရှင်နာဂသိဏမိလိန်ဒမင်းကြီးကိုထပ်ပြောတယ်မင်းကြီးတဲ့လေသမားဟာကောက်ပင်ကိုလက်ဝဲလက်နဲ့တင်းဆုပ်လက်ရလက်ကဒဇင်းနဲ့တိကနေဖြတ်တယ်လို့ပဲပညာဉာဏ်အလင်းကြီးကြောင့်အရာရာဟာပိုင်းဖြတ်ခြင်းလက္ခဏာနဲ့တိကနေပြက်ရတယ်စိတ်ကိုမနတိကာရနဲ့စူးစီးဝိပဿနာနဲ့ဖြတ်တဲ့အခါပညာဉာဏ်အလင်းကြီးစိုက်တော့တာပဲအဲ့ဒါကတော့သိမြင့်သွားပြီလောကုတ္တရာမှာလာတဲ့ပညာကျွန်တော်တို့သိရမယ့်ပညာကဘာလဲအကြောင်းဟုတ်သည်မဟုတ်သည်ကိုတမဟုတ်ချင်းသိ၍ထိုသိခြင်း၌ဝေဖန်ပိုင်းစစ်နိုင်သောဉာဏ်ရည် intelligence စင်ကြယ်လုံးတရား wisdom အဲ့ဒါပညာပဲကျောင်းစာတွေအများကြီးကြက်ထားအလွတ်ရဉာဏ်ကောင်းတော့အလွတ်ရအောင်ပံ့ပိုးပေးထားအဲ့ဒီကလေးကဉာဏ်ကြီးကောင်းအလွတ်ရသမျှရေးဖြည့်တော့အမှတ်ပေးစီးမင်းနဲ့ကြိုက်ပြီးတော့ရတဲ့အမှတ်တွေကအများကြီးသွားခြင်းနဲ့စီသွားရတဲ့ပညာရေးကိုကျွန်တော်ဆိုလိုတာမဟုတ်ပါဘူးဉာဏ်ထိုင်းတဲ့ကလေးကတော်ရမှနေဉာဏ်ကောင်းတဲ့ကလေးဖြည့်နိုင်တဲ့ကလေးကကောင်းရမှနေပညာရေးကိုကျွန်တော်မဝေဖန်ပါဘူးတကယ်ကျွန်တော်တို့သိရမယ့်ပညာရေးကဘာလဲအကြောင်းဟုတ်သည်မဟုတ်သည်ကိုတမဟုတ်ချင်းသိရမယ်ဟေတုကလားအဟေတုကလားဓမ္မလားအဓမ္မလားကောင်းမြတ်ခြင်းလားစိုးရုပ်ခြင်းလားကုသိုလ်လားအကုသိုလ်လားဒါတော့ကျွန်တော်တို့ပိုင်းဖြတ်နိုင်ရင်ချက်ချင်းပိုင်းဖြတ်နိုင်တမဟုတ်ချင်းသိပြီအဲ့ဒီသိခြင်းပေါ်မှာကျွန်တော်တို့ဟာဝေဖန်ပိုင်းစစ်နိုင်တဲ့ဉာဏ်ရည်ရှိရင်ဉာဏ်ရှိတာပါပဲသင်္ကတုသမီးလိုပါပဲငါလည်းရမဲ့ကြီးသောမယောင်ရဲတတ်သောအမျက်ကြီးသောသူတထူးကိုနှင်းဆဲတတ်သောပညာမရှိသောအကြောင်းကိုမသိသောမိုက်သောဝန်တူသောဘေးကမရှိသောပြတ်တတ်သောမေ့တတ်သောအောင်းမေ့တတ်သာခြင်းကင်းသောသူမဖြစ်မှု၍ဟောဒီအာမနာကြောင့်ဘုရားတပည့်တော်ဆောက်လို့လှူဒန်းရတဲ့ကျေးဇူးကြောင့်ဘုရားတပည့်တော်သည်ဘဝစစ်တိုင်းရမဲ့ကြီးတဲ့လူမဖြစ်ပါရစေနဲ့မယောင်ရဲတဲ့လူမဖြစ်ပါရစေနဲ့ပညာမရှိတဲ့လူမဖြစ်ပါရစေနဲ့ဆိုသလိုပဲအကြောင်းကိုမသိတဲ့လူအကြောင်းဟေတုကအကြောင်းရင်းကိုမသိတဲ့လူမဖြစ်ပါရစေနဲ့ခြေသောစာဖတ်ပြတဲ့များကလေးကြွရောက်ကြတဲ့ပုဂ္ဂိုလ်များအားလုံးပညာကြီးတဲ့ပုဂ္ဂိုလ်တွေဆိုတာကျွန်တော်သိပါတယ်ဒါကြောင့်ပြောချင်တာကတော့ကျွန်တော်တို့အားလုံးဒီဘုရားရှင်ကိုကြည်ညိုကြည့်တဲ့အခါမှာပညာရှိသူတော်ကောင်းတို့ကလောကကိုသိကြပြီပညာရှိသူတော်ကောင်းမှလောကကိုသိတယ်ပညာရှိသူတော်ကောင်းတို့ကလောကကိုသိကြပြီငါသည်မျက်စိနှစ်ကွင်းအလင်းရပြီထိုအရာရာကိုထိုအလင်းအဖြစ်ငါသည်ကောင်းမွန်စွာကြည်လင်စွာမြင်ရပြီငါ၏သိဉာဏ်သည်ဥပါဒံကင်းလျက်ငါသည်ဝိဇ္ဇာကြီးဟုသောသိမှုကိုစိုက်ပြီဒီညာအလင်းကြီးကြောင့်သာသနာတော်နှစ်ပေါင်း2600ကျွန်တော်နှလုံးသားထဲမှာကင်းဝတ်ဘုရားရှင်သာသနာတော်ဘုရားရှင်အဆုံးအမကြီးဟူသောသာသနာနဲ့ကျွန်တော်နေရတဲ့ကုသိုလ်တွေပညာကုသိုလ်မေတ္တာကုသိုလ်ဖြစ်ပါတယ်မေတ္တာကာယကံရှိကြပါစေမေတ္တာဝစီကံရှိကြပါစေမေတ္တာမနောကံရှိကြပါစေဘုရားရှင်ကအဝန်း14တောင်ရှိသောအပရာဇိတရွှေပလင်တော်ပေါ်မှာဘုရားမဖြစ်သမျှငါမထတော့ဘူး
လေးသင်ချေနဲ့ကဘာတသိန်းပါရမီတော်စုစုငါဖြည့်ကျင့်ခဲ့ပြီပြင်စမဟာပရိစ္ဆာကစွန့်ခြင်းကြီးတွေလည်းငါစွန့်ခဲ့ပြီစရိယ၃ပါးဖြစ်သောလောကထစရိယညာတထစရိယဘုဒ္ဓထစရိယလောကအကျိုးငါကျင့်ခဲ့ပြီညာတထစရိယဆွေမျိုးညာတကာတို့နဲ့တကွာခြေချွတ်ထိုက်သောသရဝါတို့အကျိုးငါကျင့်ခဲ့ပြီငါကိုယ်တိုင်ဒီလည်းတပ်ပြင်ညုဗုဒ္ဓထစရိယငါကိုယ်တိုင်ကလည်းဘုရားရှင်ဖြစ်အောင်ငါကျင့်ခဲ့ပြီဟောဒီအပရာဇိတရွှေပလင်တော်ပေါ်မှာငါသည်ဘုရားမဖြစ်သမျှမထတော့ဘူးဒီဒိဋ္ဌံတော်နဲ့ဘုရားရှင်အခုနောက်ဆုံးတော့တရားမှုရွှေဉဏ်တော်ရတဲ့အခါငါသည်မျက်စိနှကွဲအလင်းရပြီထိုအလင်းအဖြစ်ငါသည်ကောင်းမွန်စွာကြည်လင်စွာလောက၃ပါးမြင်ရပြီငါ၏အသိဉာဏ်သည်လည်းဥပါဒံကင်းလျက်ဝိဇ္ဇာစိုက်ပြီဒုက္ခကိုဒုက္ခဖြစ်ငါသိပြီတဲ့ဒုက္ခဖြစ်ရမူလ source ငါသိပြီထိုဒုက္ခတို့ချုပ်ရာကိုလည်းငါသိပြီထိုဒုက္ခတို့ငြိမ်းမှုကိုစိုက်သောမေခင်၈ပါးမြတ်သောလမ်းကိုလည်းငါသိပြီဘုရားရှင်ကဒါကြောင့်ငါမှာမျက်လုံးပေါ်ပြီတဲ့ထိုပေါ်သောမျက်လုံးကြောင့်ငါသည်ဉာဏ်လင်းပြီထိုဉာဏ်ကြောင့်ငါသည်ပညာထင်ပြီထိုပညာကြောင့်ငါသည်သိမှုစိုက်ပြီထိုသိမှုကြောင့်ငါသည်အလင်းကိုစိုက်ပြီဒါကျွန်တော်ဗမာလိုပြောတာကျွန်တော်ဘုရားရှိခိုးရဲပါပါတယ်ငါမှာမျက်လုံးပေါ်ပြီတဲ့စက္ခုံဥဒ္ဓပါတိထိုမျက်လုံးကြောင့်ငါသည်ဉာဏ်ထင်ပြီဉာဏံဥဒ္ဓပါတိထိုဉာဏ်ကြောင့်ငါသည်ပညာလင်းပြီပညာဥဒ္ဓပါတိထိုပညာကြောင့်ငါသည်သိမှုကိုစိုက်ပြီးဝိဇ္ဇာဥဒ္ဓပါတိထိုဝိဇ္ဇာသိမှုကြောင့်ငါသည်အလင်းကိုစိုက်ပြီးအလောကောဥဒ္ဓပါတိခြေတော်ဆဖပိဋကများသည်လေမြမစိတ်နဲ့တကွအမျိုးသားဇာတိဥပရိလက္ခဏာကိုရင်မှာပိုက်လောကကိုစောင့်ရှောက်သောမကောင်းမှုလောက်အောင်မှရှက်သောမကောင်းမှုလောက်အောင်မှကြောက်သောမြမစိတ်နှလုံးစစ်စစ်နဲ့မျက်လုံးများပေါ်နိုင်ကြပါစေထိုမျက်လုံးကြောင့်ဉာဏ်များလင်းနိုင်ကြပါစေထိုဉာဏ်ကြောင့်ပညာထင်နိုင်ကြပါစေထိုပညာကြောင့်သိမှုစိုက်ကြပါစေထိုသိမှုကြောင့်အလင်းသည်ထာဝရစိုက်နိုင်ကြပါစေဆုတောင်းရနေကုန်ချုပ်ပါတယ်